နိုင်ငံရေးဥတီချက်၄ရပ်နိုင်ငံတော်တည်ငြိမ်ရေးရက်ရွာအေဂျင့်တာယာရေးနှင့်တရားဥပဒေစိုးမိုးရေးအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသည့်ဖြစ်ပေါ်လာရေးဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသည့်နှင့်အညီခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးစီးပွားရေးဥတီချက်၄ရပ်စိုက်ပျိုးရေးကိုအခြေခံ၍အခြားစီးပွားရေးကဏ္ဍများကိုလည်းဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးဈေးကွက်စီးပွားရေးနှင့်ပြည်ပြင်းစွာဖြစ်ပေါ်လာရေးပြည်တွင်ပြည်ပမှအတတ်ပညာနှင့်အရင်းအနှီးများဖိတ်ခေါ်၍စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးနိုင်ငံတော်စီးပွားရေးတရားလုံးကိုဖန်တီးနိုင်မှုစွမ်းအားသည်နိုင်ငံတော်နှင့်တိုင်းသားပြည်သူတို့၏လက်ဝယ်တွင်ရှိရေးလူမှုရေးဥတီချက်၄ရပ်တစ်မျိုးသားလုံး၏စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားရေးအမျိုးကုံဇာတိကုံမြင့်မားရေးနှင့်ယဉ်ကျေးမှုအမွေအနှစ်များအမျိုးသားရေးလက္ခဏာများမပျောက်ပြက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတစ်မျိုးသားလုံးကျမ်းမာကြံ့ခိုင်ရေးနှင့်ပညာရေးမြင့်မားရေးပြည်သူသဘောထားပြည်ပအားကိုပစိန်ယိုအစိုးမြင်ဝါရီများအားဆန့်ကျင်ကြနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့နိုင်ငံတော်တိုးတက်ရေးကိုနှောက်ယှက်ဖျက်ဆီးသူများအားဆန့်ကျင်ကြနိုင်ငံတော်၏ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်နှောက်ယှက်သောပြည်ပနိုင်ငံများအားဆန့်ကျင်ကြပြည်တွင်းပြည်ပအဖြစ်သမားများအားဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြဒီမှာကိုကိုမောင်ဟာ9ယောက်ကြားဆိုတာဒီစမ်းကြောင်မြို့နယ်တစ်မြို့နယ်လုံးတည်တယ်哦，妈，
ဟုတ်မောင်ကကျမယောက်ျားဆိုတာဒီကမားတို့တမျိုးနဲ့တော့သိရနော် ဟဲ့အဲ့ဒါငါယောက်ျားဟဲ့နင့်ယောက်ျားမဟုတ်ဘူးရှင်တို့ရှုပ်ထားတာရှင်တို့ရှုပ်ထားတာ ဟာကွာမဟုတ်တော့ပြောနေတာမင်းဘယ်နဲ့ဟာပြောရမလဲ ဟဲ့ဒီမှာမဟုတ်ရင်ဟိုအင်ဂျင်ကသူ့စီကိုဘာမှဖုံးဆက်စရာအကြောင်းမရှိဘူးနော်ဟုတ်လို့ဆက်တာပေါ့အဲ့ဒါတက်တည်ပဲ မင်းတို့ရဲ့ကိုမင်းတို့နည်းနည်းတော့ကိုမင်းတို့ဟာ ဘူးရင်ဘူးရင် မောင်ရောသူလေကခါဖုံးဆက်တာအင်ဂျင်ဆိုတာလေသူဒီမှာလည်းပိုင်စရာ ကျမအရင်မွေးမှာပါသူအရင်မွေးမယ်ဆိုတော့ဘယ်လို့မှမဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် ခုနကပဲလေလက်စမလေးတွေးပေါင်လာချိန်တာတွေးပေါင်လာချိန်နဲ့ပြောသွားတာခါခင်ကမွေးတော့မှာတဲ့ရှင့်ဘယ်လိုဖြစ်နေလဲဒါကမွေးချင်လို့ရှင်မွေးပါလားသူများကိစ္စလည်းဝင်ပါတယ်ဒီဘိုက်ကကိုမောင်နဲ့ရတာမို့လို့လားဟုတ်တယ်မဟုတ်ပါဘူးဟောဒုက္ခပါပဲဘာကိစ္စကျမကကိုမောင်နဲ့ရမှာလေကျမယောက်ျားကိုမင်းထွန်းကျမဘယ်သူနဲ့မှလည်းပြိုင်မွေးစရာလည်းမလိုလူမွေးစရာလည်းမလိုကြိုက်တဲ့ချိန်မွေးလို့ရတယ်ဘာဖြစ်လို့သူများအိမ်တော်ကြီးကိုဇရာဝင်ရှုပ်ရတာမင်းကမယားကြီးရှိစောငါသမီးလေးကမယငယ်ဖြစ်နေတာပေါ့ ဟိုကျွန်တော်ပါလေဟိုမိမနဲ့ကလေးနဲ့ရှိခဲ့တယ်ဆိုတော့ဟုတ် အမလေးခုကလေးကြီးကပါလာသေးတယ်ချစ်စော်ကားလာကြီးလားကျမအသက်ကြီးမှအိမ်အောင်ကြပြီမယ်ကျမမရင်ကြီးပါ ဒါဆိုရင်ခင်ဗျားပြောတယ်မနော်ဟိုငငယ်လေးလိုက်မင်းငယ်တက်ကြီးမှမဲကြီးပါဟဲ့လား မလေးလင်မယားကြီးစော်ကားနေတော့အားကြီးပြောရ ဒီမြန်ဟာပြီလားလိုက်ရော အန်ဒီရဲ့ကျွန်တော်ပြီးလို့ရှိရင်အန်ဒီကိုလေတီးတီးချာချာခါခါနာနာအကြောင်းဆိုကျွန်တော်ရှင်းပြပါမယ် ရှက်ဒီခနဲ့ဝါလို့နေရလေဆဆူတော့ဘောအဲ့လောက်ဆက်ဆူရမေကလေးကမထွက်တော့ညုံသွားပြီဆရာမ ဆော်ရတာလေကျမရှိနေတော့မတွေ့ချင်ဘူးအခုတွေ့တာတော့ပြောနေတော့ဆရာမပြတော့တော့ထဲလာခိုင်းတာလေကျမတို့မတွေ့ချင် ခါခါတီးတီးပဲကွာဘာတွေဖြစ်နေမှမသိဘူးမိမောင်ခါတီးပဲလား ဟာခါသီးတာတော့မပြောနဲ့ကိုကြီးခါသီးတာမှသူတယောက်တည်းခါသီးတာတော့မဟုတ်ဘူးအေးဘေးနာကိုမင်းထွေးရဲ့မိန်းမမတ်ဝါပါဝင်ပြီးခါသီးတာ လေးတန်းကိုပြည်စား ဘာဝိုင်းငါဘာပြောမြင်နေလား ငိုချင်းမချနဲ့ရိုးရိုးပြော သူဘာဖြစ်လို့ကျွန်တော်ကိုအဲ့လိုမျိုးအတွေ့မခံနိုင်လောက်တဲ့အထီကိုစိတ်ဆိုးနေရလဲကျွန်တော်ဘယ်လို့မှနားမလဲတော့ ရှင်းရောက်ပါမှာဘာအပြစ်မှမရှိဘူးလို့ရှင်းမပြောနဲ့နော်အခုကိစ္စကိုကြည်စမ်းမိန်းမနှစ်ယောက်ကိုတပြိုင်နဲ့ဖိုက်ကြည့်အောင်လုပ်ပြီးတပြိုင်နဲ့ခလေးမွေးအောင်လုပ်တာရှင်းရောက်ပါမို့လို့ဘယ်သူတော့ ဟာဒီမင်းငါတိချာပြောဆိုင်နေကွာ ဒီမှာကျမနာမည်ဝါဝါနော်တဝါလေးရှိတယ် ဟာဘေးတော့ဝမဟုတ်လေနှစ်ဝါလေးခင်ဗျားကိုနှစ်ဝါတနည်းနဲ့ထုတ်လိုက်ရတယ်လား ဘာလို့ကြံနေတာမဟုတ်ဘူးရှင်းရှင်းဝါချင်းဝါနီးချင်းနီးပြချင်းပြရှင်းအောင်ပါသိချင်တယ်ပြော ဟာဒီသူတို့မမွေးပဲငါဝိတ်ချလိုက် Don't ya go see all of the baby say it and I am gay one a pure man and name လိုက်ဘူးစိတ်တွေလောကအောင်နေလေလာလို့အခုငါထိန်ဖို့မလဲမတည်ငြိမ်တော့ဘူးအသေးမရာကြည့်ကြည့်ငါမနေတတ်ဘူးဘေးဆိုရတယ်တို့ခဏလေးရာတိန်လို့နေဝေးပေါ်ရမလို့ မိန်းကလေးဆိုတာကိုတန်ဖိုးထားမှာအများတကာလည်းကိုတန်ဖိုးထားမှာပေါ့ပတ်ဝန်းကျင်ဆိုတာညလုံးတွေထောက်ကြည့်နေသူတွေအများကြီး အဲ့ဒါငါပြောတဲ့စကားလေးမဟုတ်ဘူး ဥချစ်ကြီးမောနေမှာဆိုလို့ဥချစ်ကိုသာတမီးကပြောပေးလိုက်တာ Don't me hey ngā de ခွေးထဲမှာရခွေးသမီး ခွေးသမီးလို့တော့မပြောပါနဲ့ကိုမောင်သိရင်အဲ့ဒါရှင်မွေးထားတဲ့ရှင်သမီးမဟုတ်ဘူးလား အဲ့ဒါဟိုကိုခွေးကြီးကြံသွားတာကွာ ဖေဖေမင်းအဲ့ဒါကိုတက်တက်ရှင်းတာကွာဖေဖေရမင်းမင်းငါသမီးလောက်တော့မှအသိဉာဏ်မရှိဘူးနှစ်ခါကတော့နှစ်ခါကုသရတာဗောကွာကဲသိကြကတော့ Don't the meadow lane Never seen a tweet on me Hey Easier to say Yo come on beautiful Tengah yo come on ဖေဖေကမင်းမရဒီတော့စိတ်ခွာသူရဲ့စားထိုးတာမနောက်ကြည့်လဲဖူးပါ Tengah yo come on Hey ငါကြောင်ပြရမယ် ငါသမီးကွာငါခေါ်ခြင်းကိုခေါ်ငါသမီးကကုထောက်ပဲငါမိမကိုခေါ်ခြင်းနဲ့ခေါ်အပေါ်သားမဟုတ်ဘူးကွာမင်းငါမိမကိုခေါ်ခြင်းနဲ့ဆိုရင်မင်းကအပေးတစ်ခုတော့မင်းဘာအပေးလို့ချင်လဲပြောမင်းမငါအပေးပါလား ကျုံကြီးကဘာပြောလို့လိုက်လဲကပြော ကဲမသိကျင်နဲ့တော့မကြားကျင်နဲ့တော့ဒီကောင်တော်တော်မရဲတဲ့ကောင်ဒီကောင်တော်တော်စော်ကားတဲ့ကောင်ညင်းလို့ အော်နင်းဘူးဆို မလာပဲလေမလုံးနဲ့ ဖေဖေ သမီး
သမီးတော့လို့တော့ပြီးတော့တောက်ပြီးပြီမင်းသမီးရောငါတယောက်တည်းဝါတောက်ပြီးပြီမင်းရှာမရှိနဲ့မင်းမေးတာမဟုတ်ဘူးငါမင်းမတိဟေးမင်းကဖေဖေလို့ခေါ်ရင်ငါမင်းမသူ့ကိုမင်းကမင်းမေးလို့ခေါ်ဟာသူ့မင်းမေးလို့ခေါ်ဟုတ်တယ်လေမင်းခေါ်မှာပေါ့ကဲပါမင်းကိုမောင်သိရဲ့ဘယ်နဲ့ဖြစ်တာ ဒီကိစ္စနေယောက်ျားလွန်တာနေယောက်ျားထိုးလို့ငါပြတ်ထိုးတာ မားတယ်ဒီကို天亮扫来着我这什么一下也是的သူကတိတ်ဝတီဗီလိုက်လာသူ့ဖေနဲ့သူ့ဖေနဲ့ဘောင်းကောင်းအိမ်ပေါ်တင်ချမိုးကိုသိလားမိုးဝင်းကိုသိလားမိုးဆိုတော့ကောင်းကင်မလေးမိုးဆိုလို့ရွှဲပါစေအေးနာတဲ့မိုးလေးအသေးတဲ့စရောက်ဆန်းအေးမိုးမြတ်တဲ့ကုန်းပြရအားလုံးကိုအောင်စေဘယ်စီဘမနေဆိုအောင်လေးရွာလေးဟန်ဆောင်မြတ်တမိုးသူင်းနဲ့နားမလားကွာဟိုမှာဟာရွှေမိုးလေးရဝေမိုးလေးရယောက်ျားပါဟာဝါနေတက်တယ်ပြောလို့နေကြရပဲကွာအော်နေကြရပလဲမျိုးစပြန်ဆမ်းမရိပ်မျိုးမှာဒါတင်ကန်းစီနေနေရကွာစောကြီးရောက်နေရဘယ်လျှောက်သွားနေဒီကွာရန်ကုန်ပြန်ဆင်းပါဆိုဒီလေသူပဲစောကြီးခေါ်တာဟောအနေကြရမို့ဇိုင်းလာတော့တယ်ဟိုပါလေခါမှကိုမကြုံဘူးလားဇောင်းနေမှာဟိုပါကွာတစ်တာတွေရောချက်ပြုတ်စားတော့တာတွေရောဒီကွာဘာဒီသားစုဟုတ်ဟိုထဲမှာပြောယုံနေမှာအဲ့ဒါဘလို့သဘောလဲဟာဟောလေအော်ထုံးသားနေမှာအပြင်မှာပူတော့ရုံတွင်းထဲမှာလာပြီးတော့ပူကြတာတွန်းကနေလာကြလဲနေအများကြီးဒီလို73ကနေစပြီးလာကြတို့တကူးလာဇန်73ရက်ပါခါလာတော့ပွဲရတကူးလာ30နဲ့စကြအဲ့မဲ့တွန်းကနေတို့တောင်းသားတွေကလဲနေနဲ့ဒီရိုးရဖျားပွဲတော့ယူလာလိုက်ငယ်လေးတွေကပေါင်မိုးလေးကျွန်တော်တို့တွေရဲ့အရှိရလူတွေလက်ထက်တွေအလိုလာကြပေါင်မိုးလေးတွေနဲ့ရိုးရမပြတ်တဲ့ဖျားပွဲတော့အဲ့တော့သူကနေကင်းဘက်ကျတော့ပေါင်မိုးနဲ့လာတဲ့ကအိမ်လူနေတဲ့ထမင်းချက်စားတယ်ပြီးဖို့တယ်ဟုတ်ဒီထဲမှာပါလေအဲ့တစ်တာတွေရောအဲ့လိုလေနေကင်းကျတော့ပူတယ်မလားပူတော့ဒီမှာလာပြီးတော့ယုံကြီးဇက်ယုံကြီးထဲမှာဩအဲ့လဲရလူတွေအဲ့တစ်တာတွေကပါတယ်ဟိုစရလာတဲ့ဆိုတွေကအေးတွေတော့တစ်တာတို့ဘာလို့အပီးယူလာတာကွေးကြီးကွေးပါတော့ခေါ်လာတာဟုတ်ကဲ့ခွေးပါပါတယ်လင်းတော့မှလိုက်တဲ့ခွေးလေးတွေဒီမှာ3-4ရက်လောက်ကြာဒီလိုအဲ့လိုဇာတ်ုံထဲမှာဒီလိုနေကင်းမဲ့ချက်ပြုတ်စားတော့တစ်တိုင်နဲ့နေတာဗမာပြည်မှာဒီပြနေရာတွေရောရှိတယ်အားသင့်စရာကောင်းတဲ့နေရာတွေအများကြီးရှိတယ်ဒီလိုတော့ကြီးကျယ်ခြင်းမှကြီးကျယ်လိမ့်မယ်ဒါပေမဲ့ဒီကတော့အရင်တော့ဆို15ရက်ဒီကအခုတော့12ညပွဲဖြစ်သွားတာဒါပေမဲ့3ည4ညနဲ့ပွဲတော်ကြီးတွေရှိတယ်နော်ရှိတယ်လဲတတ်တယ်သူကျတော့ဒီလိုမြို့မုံတော်ထဲမှာသူတတ်မှတ်တဲ့မှာလဲတွေကိုတစ်လအတွင်းမှာဂျူတင်ပြီးတော့နေရာရွယ်ရှင်မင်းဝင်လဲတွေအခုတည်းအဲ့ရသူကနေရာပေးတယ်ဒီကဘဲရွာဒါဘဲရွာလဲတတ်တယ်နဲ့လာပြီးချက်စားပြီတကယ်အဲ့ဒီလဲတွေပဲဟုတ်ဟန်စားတယ်ဒေဂျာဘာယဘုံနေ
သွင်းကတော့တူရောင်ရောင်ကောင်းဗျာအသွင်းကတော့တူရောင်ရောင် ဟုတ်ကဲ့ဗျာ အသွင်းကတော့တူရောင်ရောင်အသွင်းကတော့တူရောင်ရောင်ဘယ်လိုများပါလဲရွှေမင်းမနားတဲ့ရွှေကြီးပဲမို့ကောင်းဗျာမောင်တို့တို့ဟာရွှေမင်းမနားတဲ့ရွှေကြီးပဲမို့ကောင်းဗျာတန်ကြီးတွေမတက်ရအောင်ပါဘယ်လိုများပါလဲဟုတ်ကဲ့အဲ့ဒါလို့တန်ကြီးတွေမတက်ရအောင်ပါဟုတ်ကဲ့ငါမင်းတို့ရေထိန်ညပြည့်စသည်ဟုတ်ကဲ့ခင်ဗျာအပွင့်ချင်းတူဝေမဲ့လေအသက်ရှူချင်းပွဲကြတယ်ဟုတ်ကဲ့အသက်ရှူချင်းတူဝေမဲ့လေအပွင့်ချင်းပွဲကြတယ်ဟုတ်ကဲ့ပြည့်စဝတိငါးပါးသီလကိုခါဝတိကဲလို့မြင်ရမယ်ပေါ့ဟုတ်ကဲ့ရှစ်စပေါင်းလို့ကြားရောက်တဲ့စကားအဘေမို့ကောင်းဗျာကြားရောက်ပါလေခင်ဗျာစကားအဘေမို့ဟုတ်ကဲ့ဗျာသဘူထိတ်ခေါသားတို့ရေအတန်တွေလူများပါလေလူများပါလေအိုးအတန်တွေဆမ်းပါလားကြားလာမောင်တို့အတန်တွေကိုကြားနေစေသဘူထိတ်ခေါဝဲအားလုံးကိုကျေးဇူးတင်ပါတယ်ဦးလေးဦးစိန်ဝေးရေချမ်းရေဦးသာတို့ကိုရေချမ်းရေတော်တို့ရေကိုရေချမ်းဗျကိုရေနိုင်မရှိပါဘူးကိုရေချမ်းကိုရေချမ်းကိုမိုးလူလားကိုရေချမ်းခင်ဗျကိုပြောရင်ကိုရေချမ်းရေကျေးဇူးတင်တဲ့ပုံကိုယ်တွေကိုကျေးဇူးတင်နေရလဲမင်္ဂလာပါဟုတ်ပါဟုတ်ကဲ့ကျွန်တော်တို့ကျေးဇူးတင်တဲ့ပုံကိုယ်တွေဆိုဘယ်သူတွေလဲဆိုတော့ဂီတာမူဘောရှန်တေးကလကပွင့်ပြီးတော့ဘုံကနှစ်ဆင့်ဆင်းမြင့်မော်ကမိုးဝင်းဆိုတဲ့ခွေကနေစတင်ပြီးတော့အားပေးကြတဲ့ပြည်သက်ကြီးကိုပထမဆုံးကျေးဇူးတင်ရမယ်ကျေးဇူးတင်ရမယ်ဒီဟာကျေးဇူးတင်တဲ့ပုံကိုယ်တွေကဟုတ်ပါဂီတာမူဘောရှန်ပဲတေးကလကပွင့်ပြီးတော့အဖေလက်ကသားလက်ကယောက်ျားဘာသာညမှာအထူးအားပေးကြတဲ့ပြည်သက်တွေအဲ့ဒီပြည်သက်တွေလည်းထပ်ပြီးတော့ကျေးဇူးတင်ရမယ်ဟုတ်ကဲ့ကျေးဇူးတင်တယ်အခုထပ်ပြီးကျေးဇူးတင်ရအောင်ပါဟုတ်တော့သဘူထိတ်ခေါင်ရဲ့ဟန်စာလေးပါပဲဆိုတော့အခွင့်ကိုကြိုတင်ဆောင်သားပြီးအားပေးနေတဲ့ပြည်သက်တွေကိုလည်းကျေးဇူးတင်ရအောင်ကောင်းပါဗျာမရှိပါဘူးဗျာဒီနေရာလေးမှာကျွန်တော်တခုရှင်းနေပါတယ်ဗျာမရှိပါဗျာဒီထဲမှာကျွန်တော် live show ကဏ္ဍအနေနဲ့ဟန်စာလေးကနေပြီးတော့သတိတွေရဆိုတဲ့တခြင်းလေးလုပ်ဖို့ပါတယ်ဒီတခြင်းလေးကိုဂီတာမူဘောရှန်နေပြီးတော့ကျွန်တော်စကိုင်းကားတဲ့ကြီးပွဲတော့2005ခုနှစ်မှာကပြစင်တော့ရေးသားခဲ့တဲ့သင်းလေးပရိသတ်နဲ့ခန်းစာလေးနဲ့ live show မှုလေးရေးထားခြင်းလေးပါဒီတခြင်းတန်စင်လေးရဲ့တက်တန်းကိုကျွန်တော်ဘယ်ကနေစသလဲဆိုတော့2005ခုနှစ်ကနေပြီးတော့စကိုင်းကောင်းမှုတော်မှာစတင်ခဲ့ပါတယ်ဆိုတော့ရေးတဲ့တခြင်းအခုမှပေါ်နေတဲ့ခွင့်ရပေါ့ပါလားအဲ့ဒီတော့လေကျေးဇူးတင်တယ်ပေါ့မှန်ပါဗျာကျေးဇူးတင်တိုက်တော်သူများကိုကျေးဇူးတင်ပြီးတဲ့နောက်မှာကျေးဇူးတရားကိုပြန်လဲတော့ပြန်ကျေးဇူးဆက်ကြမယ်ဟုတ်တယ်မလားဟုတ်တယ်ခင်ဗျားတို့ကျုပ်တွေရဲ့သားလေးဟန်စာလေးဟာကြော်ပါတယ်ကောင်းပါတယ်လို့ဖော်တဟာတွေကိုမောက်ခါလည်းမကြွားတော့ဟုတ်တာပေါ့ဗျာဟုတ်တယ်ဗျာဟန်စာလေးဆိုတဲ့တောက်ကြသားကမူနမိတ်တပေါင်မချို့တဲ့အောင်အခုလာမှာကသဘူထဲခေါ်လေဟေးဟန်စာလေးပါပဲတန်တွေကိုလေးချနေစေအလုံးကလည်းဟန်စာလေးဘာရတဲ့ချင်းလေးနိုင်ဆိုကြ
ချင်းလေးလိုက်ဆိုကြဟဲ့စားလေးပါပဲတန်တွေကိုလေးတားနေစေအလုံးကလေးဟဲ့စားလေးဘာရဲ့ချင်းလေးလိုက်ဆိုကြရောက်တိတ်ကြပါကပွားတယ်မောင်ရွှေတိုင်းကတော့ရွှေပင်မပဲရွှေချင်းလေးပဲပြေးရမယ်အသွင်ချင်းကတော့ဒီလေရောက်တိတ်ကြပါကပွားတယ်မောင်ရွှေတိုင်းကတော့ရွှေပင်မပဲရွှေချင်းလေးပဲပြေးရမယ်ဟန်စားလေးပါပဲand we go to Johnny say I don't got it hands on it oh yeah the chilly nice soldier Sound that make a bomb shine. Pinching out of you, they out, they jump out the body mouth. She got out of she be my way, she chilly baby, I'm me. Pinching out of you, they out, they jump out the body mouth. She got out of she be my way, she chilly baby, I'm me.
ကိုလေးသားတို့ရေဝေချင်ရေဟန်စာလေးရဲ့တတ်တာတန်တဲ့ယူပါရတော့မြင်းတို့သိစေရမှာပြောဗျာဟုတ်ကဲ့ဗျာကျေးဇူးရှင်ပေးတဲ့များပေါ်မှာဘလို့များကာရောတရားလေးထားမလဲဆိုတော့ကြားပြစေဦးလားနောက်ဆုံးဟုတ်ကဲ့ဘာဦးစိန်ယုံဟန်စာရေဦးသားတို့ရေဟန်လေးဝေချက်ဟန်စာလေးနော်တို့ဟန်စာလေးဗျာကိုကြီးကိုကောင်းထက်ဟန်စာလေးဒီနိုင်ဟန်စာလေးကိုမိုးဖြူညီလေးဟန်စာကိုကြီးပြုံးဟန်စာလေးဟဲ့ဟောတော့ကွာကျွန်တော်တို့ရဲ့ဒုတိယအချိန်ပြန်လဲစုံစည်းမှုမှန်တယ်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ပြည်သက်ကြီးကအားပေးတော့နော်ဟုတ်ကဲ့ကျွန်တော်တို့ကကြိုးစားတယ်ကျွန်တော်တို့ရဲ့ဆရာဦးဘောရှင်ကအမှုပညာစွမ်းအားတွေဟောစင်ကြီးဗီဒီယိုထုတ်လို့ရရဲ့ကျေးဇူးတွေကြောင့်ပြည်သက်ကြီးနဲ့ဒုတိယအချိန်ပြန်လဲစုံတွေ့မှန်ပါဗျာကျွန်တော်ရဲ့ကျေးဇူးရှင်ကျေးဇူးရှင်ကျေးဇူးတင်ထိုက်ဟုတ်ကဲ့ကျေးဇူးတင်တတ်မှလည်းလူဟုတ်တာဟုတ်တယ်ဗျာမှန်ပါလူပြီးသားဟုတ်ကဲ့ဗောအဲ့တော့ကျွန်တော်တို့ပထမဦးဆုံးကျေးဇူးတင်ရမှာလူတွေများပါကျေးဇူးနာ3ပါးနဲ့အနဲ့နှုံးနဲ့5ပါးပဲဖြစ်ပါမှန်ပါဗျာပြီးတော့ကျွန်တော်တို့ရဲ့ပပဦးစိန်မာနေဟုတ်ကဲ့ကျွန်တော်ရဲ့ဖေဦးမဝင်းမှန်လားဗောကျွန်တော်ရဲ့ဦးလေးဦးမမင်းတို့လေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဗျာကျေးဇူးတင်တိုက်တယ်ဗျာအဓိကကျေးဇူးတင်ရမယ်အဓိကကျေးဇူးရှင်ကတော့ဘလူတော့ခလေးရဟောဒီချစ်ပြီးတဲ့ချင်းသုံးစကားကိုပြောလိုက်တာသားလေးဟုတ်တယ်ဗျာပြည်သက်ကြီးကအားပေးလို့ဟုတ်တယ်ကျွန်တော်တို့ကဒုတိယခွင့်ပြန်လေရောက်ရှိတာဟုတ်တယ်ဗျာမင်္ဂလာလေးရှိတာဟုတ်တယ်ဗျာဒီချိန်မှာမင်္ဂလာစကားလေးကျွန်တော်ပြောအောင်လိုက်ပဲညီလေတွဲညီလေမင်္ဂလာစကားလေးကိုပြောဟုတ်တယ်ဗျာဟုတ်တယ်မဲ့ဟိုတခုတော့ကျွန်တော်ဟိုချုပ်ပြီးတောင်းပါလို့ဒါတော့ခလေးကျွန်တော်လေအဲ့မင်္ဂလာစကားလေးကိုဟိုသိမပြောတယ်လို့ပြောတာလို့လားပြောလိုက်ပါတော့မမရင်းလေးရှိပါအေးပါအေးပါကဲနေနဲ့လားရွှေနဲ့ဗျာဟာမလိုက်ပါဘူးနေနဲ့လားရွှေနဲ့ဗျာလိုက်ပါအဲ့ဒါကြီးလေကျွန်တော်သိမပြောတယ်အေးပါခလေးရေနဲ့ကြာလိုက်ပါဘူးလားလိုက်ရတာပါဗျာလေရေမြင့်မှာကြာတက်လိုက်ပါတယ်ဗျာကျွန်တော်မပြောနေဘူးအေးဘောပဲပြောတာကဲပန်းနဲ့လိပ်ပြန်မလိုက်ပါဘူးလားဟာမလိုက်ပါဘူးဘယ်ကတော့ဟဲ့ပြောနေတာအေးပါပြောတာမပြောတတ်တဲ့နေနဲ့လားချွေနဲ့မြအင်းလေဟုတ်ဘူးလားဟုတ်တယ်ရေနဲ့ကြားတဲ့ဟုတ်ပါပန်းနဲ့လိပ်ပြားတဲ့ဟုတ်တယ်လေအာတို့နဲ့သင်းငင်းကုန်လေလိုက်ပါဗျာလိုက်တော့မယ်ကျွန်တော်မသွားဘူးထုတ်လိုက်ဖို့ပါလိုက်တော့ပါမလို့ကဲလိုက်ပဲဆိုရမယ်ပြိတ္တကြီးနဲ့ဟန်ဆာနဲ့ကဲအားလုံးမင်္ဂလာရှိသွားပြီကျေးဇူးတင်စကားတွေစံပြပြောကြစီဟာဘာလို့လဲဟမ်တကယ်ဟာငယ်လေးအိုးကျွန်တော်တကယ်ချင်းကျွန်တော်နဲ့ငယ်လေးကအိမ်မတက်ချက်ရတယ်ကျွန်တော်တကယ်ချင်းဟုတ်တယ်ကျွန်တော်ကဒုတိယအဖေမှလည်းကျွန်တော်တကယ်ချင်းကိုလေကျွန်တော်ပါတီချင်းနဲ့ကျွန်တော်ဆိုရင်အတူတူကျွန်တော်တို့ကဟိုငယ်ရံဖြစ်နေကြအောင်ဒါကြောင့်လို့ကျွန်တော်မပါရင်မပြေဘူးငယ်လေးတွေကရံပြတာခုချိန်ကြီးလည်းပြေတော့မယ်နော်တော်ကြလည်းပြေအောင်ပါပဲဟုတ်တယ်အဲ့လောက်ရံပြနေလို့ဘသူအပြူကြီးဖြစ်နေတယ်သိလားကဲပြည့်စက်ချင်းတကယ်ကြီးဒုတိယအဖေဆက်လက်ပြီးဖြုတ်ပြီးတင်ဆက်မယ်တို့ရောအားစုမှန်တယ်ဖြုတ်ပြီးတင်ဆက်မယ်ကြီးကြည့်နေတယ်ကြီးလေကဲဒါဆိုလို့ရှိရင်ဆက်လက်ပြီးတင်ဆက်ကြည့်ပြလေဒီတက်ချီလေဟိုကျိုးစားတာတကယ်ကဟိုကိုလည်းအသက်20ကျိုးဆိုအဲ့တော့ရီးစားလေးပါလို့ထားစီတယ်ဟာဒီကြောင့်စိတ်ဝင်လာတယ်ကြောင့်စိတ်ဝင်လာဒါကြတော့လေတကယ်ချင်းကဖြစ်နေလို့အေးရီးစားထားလို့မရဘူးလေးငယ်တော့ဟိုအ
ချစ်ချောင်းလေးကပြောပြချစ်ချောင်းပြောတာချစ်ချောင်းပြောမှဆိုရင်တို့အင်္ဂါသားအေးသူကြီးသားသူနဲ့လိုက်သွားလို့ဒါဟုတ်တနေ့ကိုထိုင်သွေးတကားတွေပိတ်ပြီးတော့တမြောင်ကြီးသွားတော့ဟာတော့ကိုထိုးတော့လားတရားသီးတွေခွဲစားနေဟာဆဲယုံအတပါပေါ်နေလားရေတရားသီးခွဲစားတာသူဒီပါရနှမျိုးမှာပဲကွာတရားသီးခွဲစားတာအိုးအသက်မဝင်ပါသွားသေးတယ်တရားသီးခွဲစားတာဘာတော့မှပဲဟေးလေဝိုင်းဒီနေ့ရဲ့အချစ်ချောင်းလေးချက်တော့ပြောပြမယ်ဟာလေးလေးရဲ့ချစ်ချောင်းပြောလိုက်ရေပရိသတ်ကြီးရေကုန်လိုက်မောဝယ်ဖြစ်သွားမယ်သားလေးဟာလေးနဲ့ချစ်ချစ်အဲ့ဒီတော့ချစ်တဲ့ခန္ဓာလေးသားလေးစားကြရမလားရှေ့စပီးယားပြတ်ဆက်တဲ့ရိုမီယိုနဲ့ဂျူလီယက်ချစ်တယ်ဆိုတာရလေးလေးကြီးကခောက်ထားလိုက်ချိတ်ထားလိုက်ဟောရှင်အဲ့လိုမပြေးစံသားလောက်တဲ့ရှင်မွေးလုံးမင်းနန္ဒလောက်ကတော့တနာရတယ်ဗောလေးလေးရချစ်တယ်လေးလေးနဲ့လေးလေးမိမနဲ့ဘလောက်ထိချစ်တယ်လဲမမင်းနဲ့အဲ့ခန်းနဲ့မှာတယောက်နဲ့တယောက်ကလီထိုးပြီးတော့ကစားတာဥတက်ပြီးတေရောအလေးကနော်တကယ်ပြောတော့ညမချစ်ချောင်းလေးပြောနေပြီနော်ဟုတ်ပါပြောလို့လည်းချစ်ချောင်းလေးပြောပါဦးပြောရပါဘောအေးသူများတွေဘလောက်ချစ်တယ်ဆိုတော့အေးကျွန်တော်တို့လင်များအဲ့ဒီဘလောက်ပဲရှိတယ်ဗျာအေးပြောတယ်သူများတွေဘလောက်ချစ်တယ်ပြောကျွန်တော်တို့လင်များအဲ့ဒီဘလောက်ပဲရှိတယ်အေးပါပြောစမ်းပါဟောကျွန်တော်တို့လင်များအိတ်တောင်လူကြားထဲမှာအရှက်မရှိပြောရမလားလို့ကဲလူကြီးတွေရဲ့အချစ်ချောင်းကိုပြီးတော့ဟုတ်ပါရေကုန်တဲ့လက်လက်ဆက်ဆက်ဟာဘလူတော့ကအေးလေခလချစ်ချောင်းပြီးတော့ချစ်ချောင်းအချစ်ချောင်းပြောပြောပါဘောဟာဒီလေအချစ်ချောင်းပြောရမယ်ဆိုရင်တော့အချစ်ချောင်းကကျဲအောင်တယ်ဟာဘလူလေအချစ်ချောင်းကကျဲအောင်တယ်အချစ်ကိုစခဲ့တယ်လူတွေကိုညှိသိရမှာဟာဘလူလေလက်ကိုဟောဗျာကဘာဦးစမှာအချစ်ကိုစခဲ့တာအာလာဒီနဲ့အဝိတောင်းအာဒီနဲ့အဝတ်ဒီအဝိတောင်းအာလာဒီမျက်လက်တွေအမျိုးမျိုးပြပြီးကိုရောင်ပြပလိုက်တာလေကဲဒီနေ့ကလေချစ်ချောင်းပြောချင်တယ်နော်ဟိုရှာကိုချစ်ချောင်းပြောလို့လားဟာကိုလုံးဝချစ်ချောင်းမပြောချင်ဘူးဟာပြောတမျိုးပါကိုစိတ်နာဟာဘာလဲကိုစိတ်နာမိမတို့စိတ်နာအဲ့တော့မိမတွေမရှိရနေမှာသွားနေမမသွားနေထဲကျုပ်ထဲကျုပ်ကမိမတွေကြီးပဲအခုဟုတ်တယ်ကွာအဲ့ဒါသူကအချစ်ကိုအရင်စိတ်အေးလေပြောပါအချစ်ကလူကိုဒုက္ခပေးလို့ဟုတ်ပြီယောက်ျားလေးတွေဒုက္ခရောက်လာအချစ်ကြောင့်ချစ်ကြောင့်ကိုဓာတ်နဲ့ထိုးပြီးသေတာအချစ်ကြောင့်ကိုဇွဲကြိုးချသေတာအချစ်ကြောင့်အစိတ်တော့သေတာချစ်ကြောင့်ကားတိုက်သေတာနင်းလို့အားလုံးကအချစ်ချောင်းအတီးတီးပြောပြီးတော့ဟာချစ်ချောင်းပြောချင်ပြောတော့လေပြောတာလေးလေပြောအားလေးပြောတော့အဲ့မှာတော့ပြီဟုတ်လို့ပြောရှင်တော်ကြတော့ဟိုရေးစားမရှိတော့အချစ်ချောင်းဘယ်လိုပြောမှမသိဘူးဗျာအသက်20ကျော်ပြီဗျာရေးစားလေးကိုထားချင်ဒါပေါ့ကဲအချစ်ချောင်းလေးပြောအချစ်ချောင်းလေးပြောချစ်တယ်ဆိုတော့အိုးချစ်တယ်ဆိုတော့စကားလေးတစ်ခုနဲ့လူတွေချစ်ကြတယ်မုန်းကြတယ်လွမ်းကြတယ်ဆွေးကြတယ်ဒီတရားကြီးတွေချစ်စိတ်ကလေးများအပြတ်တလာတော့ရင်နဲ့တဝေချောချစ်သူချင်းလည်းနာမလဲတော့နှုံချိန်နှုံချစ်စိတ်ကလေးများအပြတ်တလာတော့ရင်နဲ့တဝေချောချစ်သူချင်းလည်းနာမလဲတော့နှုံချိန်ချစ်တာလည်းမလွယ်မုန်းတာလည်းမလွယ်လွမ်းတာလည်းမလွယ်ဆွေးတာလည်းမလွယ်ဆွေးတာလည်းမလွယ်လွမ်းတာလည်းမလွယ်မုန်းတာလည်းမလွယ်ချစ်တာလည်းမလွယ်အတန်းစဲလေးတော့ချောပြီးရေးစားထားဖို့စဉ်းစားရတယ်
ရေတော့ဦးစားမပေးချင် Brother is brother is oh brother is oh Zangai brother is brother is Zangai is ဒီလိုဘွားမျိုးဘယ်ချင်ရနေဘလို့ပြစ်လာလဲဆိုပြန်ပြီးတော့ရှင်းသားမှာဟုတ်ရန်ကားကြီးကို Oh, what's the matter, right? Oh yeah Kiss no at all. okay Tangan lele, payate hai. yo This is ni nang na ba ma ya? yes Payate on na cha lo, na myo tu na thu. This is amade bo wa chu de khat de. ဒါဆိုရင် brother ရှေ့ရန်ကားလေးရှေ့လူသားတွေမဟုတ်တော့ဘူး ဟုတ်တယ်လေလူသားစစ်ဖို့မဲသားတွေဖြစ်ကုန်ပြီ ။လက်စိမ့်နေနေကုန်ပြီ ချက်ပဲကြီးတွေဖြစ်ကုန်ပြီ ။ brother is ရန်ကလေး နတ်ပြည်နတ်ဘွားမှာနေရတာပြင်းလာပြီ brother ရှာ။ ပြင်းလာဗီဒီယိုကြည့်တာဟော ဟာလိုက်မကောင်းဘူးလေအခုလူပြည်လူဝါမှာအရန်နာမချင်းနေတဲ့စီရိုနာဟိုတယ်မှာသွားပြီးတော့ carry dance လိုက်လေ Oh my god မဲနေတာဟုတ်တယ် ဟုတ်တယ်မလား ဟုတ်တယ် အေးအဲ့ရောဒီမြန်လေးသွားပြီးတော့လိုက်ကတော့ကဲလိုက်မယ် ခေါ်ကြပဲဘယ်နေလျှောက်ကြိုင်နေတော့နေရပါလေဟာရွှေဦးလေဟာရွှေဦးအမေရွှေဦးလေဘူတာကယူမကြီးကြာနေတာပဲဒီလိုလောက်ပေါ့တော့ပါယူမလေတဲချင်းတို့သွားမဲ့လမ်းကြီးမှာလုံးဝမနှောက်ရှက်ပါနဲ့ရွှေဦးဘေးပဲလိုက်အိုးလုံးဝဘေးမပဲနိုင်ဘူးဘေးပဲလိုက်အိမ်မှာကိုယ်မမရှိဘူးအဲ့ရွှေဦးကဒီကကိုရိုကြီးကိုရိုလေးနဲ့ပျော်ပါဖို့လာခဲ့တာဟာကိုရိုကြီးကိုရိုလေးကရွှေဦးကိုလုံးဝမသုံးတော့ဘူးဟုတ်သုံးပါလားမသုံးလားပြောမသုံးဘူးတော့မသုံးလို့ရှိရင်ဖုန်းဆက်မယ်ဆက်ချင်တဲ့ဆက်လိုက် ဘုံမကတော့ပဲဖိပဲဆက် ဒီတော့မော်ရအောင်ရပဲဒါရောသုံးနေရှာဟယ်လိုတိုက်ကားလားတိုက်ကားမဟုတ်မြန်မာဖီးယာဒီတောက်ချင်တိုင်းတို့က ABC လိုက်ရှာနေတာ ABC မချိုက်ဘူးတို့ကကျုံးတန်ကိုကြားလားကြားလားလို့ကြားတယ်ဆိုကျေးဇူးရှင်တို့နင်တို့နှစ်ယောက်တွေ့နေပြီလေဒီဖုန်းရောချပြီးတော့ဒီလိုပြောလို့ရနေပြီလေရှာမရှင်နဲ့ဘာမှလည်းနားမလဲဘူးဒါကလေဖုန်းယောဂဟုတ်တယ်တို့ကကြိုင်ပြီးပြန်မချရှင်တော့ဟုတ်ကဲ့လေရောဟေးချာကိုကိုလားဟာချာကိုကိုပဲ what is your name oh my name is ရွှေဦးဟေးချာကိုကို what တို့ငါ့ကိုအလုပ်အချင်လို့ဟောအလုပ်အချင်လို့ဟုတ်တယ်ပတ်စံရဘာမှမလုပ်မယ်ဟိုပတ်စံတော့တောင်းတော့ပေးမှာကြိုက်ပြီတို့ပေါင်တော့ပေါင်တော့မရဘူးခြေစလုံးမယူလိုက်တော့ခြေလုံးကြိုက်ထားမှာဦးစီလုံးတို့ကဘာလုပ်မှာမလဲပတ်စံတောင်းတော့ပေးမယ်ဟောပတ်စံတောင်းတော့ပြလုံးပါဗျာဟုတ်ပြီတို့ဘာလုပ်မလဲတို့နဲ့မတည့်တဲ့လူမျိုးကိုအသေးကြိုက်ပေးရမှာပတ်စံရလို့ဘာလို့လုပ်ပြီးသားကြိုက်မှာအထကုံကြိုက်မှာပတ်ဆက်ကြိုက်မှာဟုတ်ပြီကိုစိုးပတ်စံပြတ်ထွက်တော့ကြိုက်တယ်မှာတကယ်ကြိုက်မှာနော်တကယ်ကြိုက်မှာမျက်လုံးပြူးနေအောင်ကြိုက်မှာဟုတ်ပြီအဲ့ဒါတို့နဲ့မတည့်တဲ့လူမျိုးကတော့ဒီဘက်ကမင်းကြီးမင်းလေးပဲ Oh my god what
မလို့ချင်ဘူးပတ်စံကိုတောင်းသလောက်ပေးထားတယ်အသေးကြိုက်ပါဟာသူများစိတ်ချမနော်ဝတ်ကင်တော့သူများစိတ်ချမနော်စိတ်ကြိုက်မယ်ကြိုက်မယ်ပတ်စံရတယ်ကြိုက်မယ်ကြောက်ကိုဘိုင်ကြောက်ကိုဘိုင်โอเคကြားလေးကစိုးရစားမလားကြားကစိုးရစားမလားကြားမကြောက်ဘူးကြောက်တင်တူလည်းကြောက်တတ်နေတယ်တိုင်းမယ်တိုင်းကားမယ် သူကလည်းနောင်နေစို့နောက်ပါကြားလည်းပြီးနေတယ်ကဲမှာပတ်စံကိုပြလိုက်တာပြီအဲ့တော့ဘာမှထိုးနေပြီဟာပတ်စံလည်းယူပြီးသွားပြီဘာပဲမတိမတော့ဘယ်မှာမောင်ကြားရှုံးပေးတယ်ကြားရှုံးပေးတယ်သုံးကြီးတစ်ကြီးစိန်ခေါ်ပွဲကြားမရတော့ဘူးဘယ်သူတွေလို့ခုတော့မင်းတို့လိုရှားပါလာတဲ့မြောက်တွေကိုဟင်ကြားတယ်မင်းတို့ကမြောက်လောက်ဆော့နေတဲ့ဥစ္စာဟိုဗျာဟောမင်းတို့ကြားတယ်ခဏပါတော့ Discovery Channel ရတယ် Discovery အေးမင်းတို့လိုရှားပါကြားတွေကိုလိုက်လိုက်ပြီးရှားဖို့စုသောနေတာပြီးတော့မင်းတို့ကြားတွေနားလေတော့ငါဗမာလိုပြောရမယ်ဆိုရင်ခုလည်းဗမာလိုပြောနေတာလေအဲ့တော့ကိုဘာလို့မှာတော့ကိုဘာလို့ထူးဆန်းလေရာတော့ချက်လိုက်ကြားမင်းလားနောက်ပါရှိခုဒီကြားအမိကရှေ့ဟာသဘောကျဟေးဘာမှလည်းငါမှလည်းပဲကြားမင်းကိုနောက်ထိုင်ခွေးဆွဲမှာဆိုလို့ဟောနင်နားလေလားကြားမင်းကိုနောက်မှာထားရင်ခွေးဆွဲမှာဆိုလို့လဲပါတော့ရှေ့ထားလားသဘောကျဟောမင်းကနောက်မှာထိုးပါသူ့ဆက်ရိုက်နေတော့တာပဲဟာဘာလို့ဘုရားကကြားပြရတယ်မိုက်တယ်ကွာမိုက်တယ်လေရမယ်ကြားပါတယ်ဒါကြားစတိုင်ဟာကြားစတိုင်ဟုတ်တယ်ကြိုက်တယ်ဩနင်းနေတော့နင်းဟိုလဲဦးလေဒီမှာဒါရိုက်နေညာပဲဆရာဝေါဟိုဟေးတော့ကြားတယ်โอเคဒါတော့စစ်ပြေးတာတော်တဲ့တောင်ထဲမှာပေဆုပ်ဆုပ်မနေနဲ့ဟာလို့ကိုရိုးတဲ့နိုင်ငံသားကိုလိုက်ဒါဆိုရင်ကြားမွေးပြောင်ပြီပေါ့အဲ့ဒါမင်းတို့ကြားတွေကမိုက်တယ်ကွာဘာကြားတွေဟာတို့ကဥဆောင်ကြားလေဥဆောင်ကြားဟာဥဆောင်ကြားတွေတော့မိုက်တယ်ဟောကြားလေဥဆောင်ကြားတော့ဥဆောင်ကြားလည်းရိုက်တာပဲမကြားလည်းရိုက်တာပဲရေးကြည့်တာဒီထဲမှာရုပ်ရရင်မဆိုင်ရမယ်ဟာနင်တို့ကဘာလို့ဘာလို့မလဲမော်ရယ်ရှော့မယ်ကြားတွေလုံးဝမိုက်ပါကြားမော်တယ်ကြားမော်တယ်မိုက်တယ်တို့ရိုက်နေရပဲအဲ့လိုဘယ်လိုလုပ်ပတ်သက်ရလိုက်မယ်နိုင်ငံသားကိုလိုက်ခဲ့တော့လိုက်ပဲဟာခုဆိုလေးငယ်နေသေးတယ်မင်းတို့မှာမှတ်ပုံတွေရှိတယ်မို့လားမှတ်ပုံတွေလည်းရှိတယ်ဒီကောင်စင်းတို့ရှိတာပေါ့မှတ်ပုံတွေမရှိတဲ့ကောင်စင်းရှိရင်ထောက်ကသာရှိရပြတော့ဟဲ့လာနေမပြင်းနဲ့အိုးလေလောက်ပါဟ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 ဲ့ဟာမိုက်တခီဟာမိုက်တခီဟာဘာလဲမိုက်တခီဟမ်မိုက်တခီဝေါဦးရှင်ဝေါတွေ့ရတော့ဝမ်းသာတယ်မဖဲဝါရအဲ့တော့မဖဲဝါမလဲရေငါမဦးရှင်ကြီးဟုတ်တယ်လားမင်းမရွှေးတဲ့ရေငါမဦးရှင်ကြီးကိုကျုပ်တို့ကောင်းအောင်သိဦးရှင်ကြီးကစောင်းတယ်ခင်ဗျာဘာကြီးမှမသိစောင်းကဆောကရေးကြီးကငှားသွားလို့ရရဒီတာကိုကောက်တင်နေရတာဥရှင်ကြီးကိုဒီမင်းမသိနဲ့ဂီတစည်းရုံးဝင်ဂီတဂီတစည်းရုံးဝင်ဥရှင်ကြီးကြိုက်တယ်ဘာလဲနေရာနဲ့ရိုက်မယ်ဆိုတာကြီးပဲတော့ Discovery Channel ကဟာတော်မင်းလေးကြပဲဟုတ်တယ်မင်းကငါကြတော့ဆောတော့ဘယ်လိုကိုကနိုင်ငံသားတော့တော့လိုက်တာပြောနေတယ်Discovery ရတယ်မင်းတို့မြန်မာပြည်မှာပေါက်တဲ့ကြမြန်မာပြည်မှာပဲနေရမယ်နိုင်ငံခြားအောင်မလားတို့ကြားရတာရှားပါကြားတယ်ဟာတော်မင်းကြားဒါငါကြားဟာဒါတို့ကြားရမြန်မာပြည်ကဟာဒါရောကြားဖို့ရတော့ကြားပါဦးဗျာကြားပါမြန်မာတို့ရဲ့ပါမကြိုးသားတွေ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 
ဒီမင်းကိုငါတားရတယ် ကျွန်တော်ဘာဖြစ်ဖြစ်လို့လဲ ရှိတာမင်းရှုနေဆိုတော့လည်းငါပဲအိမ်သားတက်လည်းငါပဲဒီကြောင်ကြီးကိုင်လည်းငါပဲရစ်ပတ်တဲ့ဘောလုံးကိုင်လည်းငါပဲဒီလောက်ရစ်ပတ်တာငါလုပ်ပြရပြီမင်းငါကိုဆက်ပြတယ်သင်မပေးဘူးဒါကြောင့်မင်းကိုငါတားရနိုင်မယ် ဘာဖြစ်လာလဲတာဟင်ဟုတ်လက်မရရဲ့ဘယ်လက်မရလဲတာရဲ့ဟုတ်တာအိမ်မနေရ အိမ်မက်တယ်မဟုတ်ဘူးပါအပြင်မှာလဲလက်ညစ်ပတ်ရင်ယောဂရတယ် ဆရာတာဘာဖြစ်တာလဲ ဝမ်းလျှောယောဂဖြစ်တာပါလက်မဆေးပဲအစာစားမိလို့ဖြစ်တာလေလက်ကိုဆေးပြန်တော့လေလက်သေးရှည်နေလက်သေးချားထဲမှာဝင်နေတဲ့ကြီးကိုရင်နူးပေးလို့ဖြစ်ပြီးယောဂရနိုင်တယ်ဒါကြောင့်လက်သေးကိုလည်းမှန်မှန်ညှပ်ပေးတင်တယ်ကဲသားအစာစားပြီလို့ပဲဖြစ်ဖြစ်မစားခင်ပဲဖြစ်ဖြစ်လက်ကိုဆက်ပြန်နေတိတိကျကျဆေးရမယ်နော်ဟုတ်ပြီ ဟုတ်တယ်လို့ပြောနေသေးတာဟုတ်ကဲ့ပါ ဘာကြီး ဟေး ဟိုအလူအတွက်ကုန်ကြစီစီရင်ရပြီအဘရဲ့ အေးပြတ်စမ်းမအောင်ဟာလက်စီးစပ်ပြာကအတုံး90တခါသုံးလက်အိတ်က2ပါခင်ဒီလောက်အများကြီးဘာလို့မလို့တုံးသမီးရဲ့ ဩအဘကလည်းအလူမန်းတဲ့အဝင်ဝမှာတတိလက်ကိုဆက်ပြာနေတိတိကျကျစီကြောပြီးမှဝင်ရောက်သုံးဆောင်ကြပါရန်လို့ရေးပြီးထမင်းစားကြသူတောင်လက်ဆေးခိုင်းမယ်လေချက်ပြုတ်အခန့်အဖွဲ့တွေကိုတခါသုံးလက်အိတ်စွတ်ပြီးအလုတ်လုတ်ခိုင်းမယ် ငါမေးရလေသူနာပြုတက်ကတူဝါဆင်းမှာတော်တော်အတန့်ကြိုက်နေပါလားဟိဒါပေမဲ့ကောင်းမှမလားသမီးရဲ့ဇီးစားကြောင်တယ်လို့ထင်နေကြပါဦးမယ် လူတိုင်းကအစားစားကန်ပြီးဆိုရင်လက်ကိုရေစွတ်ယုံစွတ်ပြီးစားနေကြတာလက်ဆိုတာနေရအနှံ့ကိုအမြဲထိတွေ့ကင်တွယ်နေရတာဆိုတော့ယောဂပိုးတွေအလွယ်တကူကပ်ပါလာနိုင်တယ်လေအဲ့ဒီယောဂပိုးတွေလက်ကတဆင့်အစာစားရင်ဗိုက်ထဲဝင်သွားတော့ယောဂဖြစ်ကုန်တာပေါ့လူတိုင်းရဲ့တကူကြီးတန့်ရှင်းရေးမှာပထမဆုံးအဆင့်အနေနဲ့လက်သက်မှုကအရေးကြီးတယ်ငွေသိန်းနဲ့ချီပြီးအလှပေးနေပြီပါဒီလက်သက်ရှင်းရေးနည်းနည်းထက်ကုန်တာမမြင်ပါနဲ့တော့အဘရဲ့ ငွေကုန်လို့မဟုတ်ပါဘူးသမီးရဲ့အဘကအလှပေးပြီးပညာပါပြီးနေတယ်လို့ဖြစ်မှာဆိုးလို့ပါ ပေးရမှာပေါ့အဘရဲ့ကျမ်းမာရေးအသိပညာပေးတယ်ဆိုတော့အဘကကုသိုလ်လည်းရတယ်ခက်လည်းမိတယ် ဟုတ်ပါငါသမီးပြောမှအဘရဲ့အလူကခိမိတဲ့အလူဝဲဖြစ်တော်တယ်ဟိ ပို့ပြီးမြူးမယ်ပို့ပြီးတော့မြူးမယ်မြူးတာမြူးတာဘွဲကိုကြီးရောမြူးတယ်ဒီနေ့ဟဲ့ဆိုင်ဘွဲကိုကြီးမေးကြည့်ပါဦးဆိုင်စရာကြီးမြူးတယ်လားမြူးတယ်လားမြူးတယ်လားကဲအားလုံးမြူးနေပြီဆိုတော့ကျွန်တော်လည်းအရင်မြူးနေပြီပြည့်တဲ့ကြီးတဲ့မြူးသွားအောင်မြူးတယ်ညThat is soon get ya. Nobody got what in ya. You don't let better for ya. See you that is soon get ya. Get up that is soon get ya. Yeah, very good. Never done a G. What about this? I want your great G. New and Yas were a Dali New Lanura. So the whole Dalia Kara, new reading. Okay, more material. The Malas of Mina, Usana, Luciana, Lagara. Luciana Mila, so Nabama harmony to your life in India. Dalia Usana, Lusa, Dalia. ယောက်ျားဟုတ်ကဲ့လေးလေးတို့ကနောက်လိုက်ဆိုလေးလေးတို့ကမိန်းမဟုတ်ကဲ့အဲ့ဒါကြီးကမိန်းမကြီးဒါဆိုယူပြီဗျာကြကြပါဦးယူလိုက်ခလေးစိတ်ကြကဲကိုင်းလိုက်ဒါဆိုရင်ကျွန်တော်ရှေ့ကသွားရင်အခုကပမှာလားပါပြီလားတကယ်ပါမှာလားတကယ်ပါမှာဘယ်လိုပါမှာလဲဒီလိုပါမှာဒီလိုပါရင်ဒီလိုဖမ်းတယ်ကွာဒီလိုလိုက်တယ်ဒီလိုပါဒီကပြောနေတာကိုကောင်းတယ်ဒီလေကျွန်တော်ဒီလိုလေးသွားရဲအော်ဒီလေကိုဒီလိုလေးပါရောဒီလိုပြဆုပ်လိုက်ရဲဒီလိုလေးဆုပ်လိုက်ဒီလိုသွားမယ်ဆိုရောဒီလိုအမွေးကဲအားလုံးစင်လေးပြင်သွားမယ်ဟေးညာနပါကားလို့ပြူတယ်ညာညာနပါကားလို့ပြူတယ်ညာညာ
နဲ့စုညညမြို့တယ်မြို့တယ်ည သူများအာမကိုနဲ့လေဟိုကကိုရက်ကြကဲဟုတ်တယ်ဘာလို့တာကြောင်တယောက်အခုမှချစ်နေလာဒီဘက်လာရရဲ့အေးရအောင်မလားဒီမှာဒီအောက်မှာအပြားစီပေးထားတယ်လူရှင်တော်ရဲ့အကုန်လုံးကို့အပြားကိုလို့ဟုတ်တော့အပြားတော့အပြားတော့မကဲပြောတာကြားလားအားလုံးကိုအပြားကိုလို့မယ်ကိုအပြားကိုမလို့သူများအပြားလို့ဓာတ်နဲ့ထိုးနေဟုတ်ပြီနော်ဟုတ်ပြီအဲ့လေလေးကြီးပြရစ်ပတ်နေတယ်ရေစဲမေကောင်းမဲ့သူများကြားနဲ့လဲလိုက်ကောင်းမလားမသိဘူးလေးပါလေရတော့ဒုံကြီးလို့တော့လဲမခံဘူးကိုကြားနဲ့ကိုပဲကဲညီလေးကကိုကြီးတို့နှစ်ယောက်ကြားမှာဖြစ်တယ်ညီလေးအပြားမရှိဘူးဟုတ်မှာဒါတော့ခက်တာပဲကျွန်တော်ကဟုတ်တယ်အကိုကြီးတို့ကျွန်တော်ဝေမြခွဲပေးတယ်ကျွန်တော်မှအပြားမရှိဘူးလေအဲ့ဒါဆိုလို့ဗျာကျွန်တော်ကအကိုကြီးတို့နှစ်ယောက်အပြားကိုတဝက်စီကျွန်တော်လုပ်ကျန်ကတော့အမေကတော့မလုံးနဲ့အကိုပြားလည်းကိုပဲဟာအဲ့ဒါလည်းရတယ်အကိုတို့ကကျွန်တော်ပေးလို့ချင်ရင်ကျွန်တော်ဥဒ္ဒါတို့အပြားကိုလုပ်မလုပ်ရလေဟုတ်လို့အသက်ကြီးပါတော့မလုပ်ရလေကလေးစိတ်ချမ်းသာဝေးလိုက်လေကဲဒါဆိုဟဲ့အဲ့လိုတင်ထားတင်စေတင်တော့ဟာဟိုတင်တော့ဟဲ့တပတ်ကတော့မြူတယ်ညတပတ်ကတော့မြူတယ်ညတချင်လေးဆိုမြူတယ်ညစီရိုတန်နဲ့စုညညမြူတယ်ညကြကြတန်နဲ့စုညညမြူတယ်ညငိမ့်ထားလေဘာမှမီဒီယာအကြောင်းမရှိဘူးငိမ့်ထားအမီနဲ့ပြောတယ်မီကြတယ်ခုနကလေးကပြောထားတယ်နော်ဒီဘက်ရောက်သွားညာကိုပြကိုလို့သူငါနဲ့ဆက်နေလားကျွန်တော်တောင်းတင်တာဟဲ့ဟာဒီမှာကြည့်နီးစနေမရှိတော့နေလားမလားမပြောင်းနိုင်တာဟုတ်တယ်ဟာဒီမှာကြည့်လာချီတော့အလားလာတော့ကျွန်တော်လေးရဆွေးလာနော်ချီမကြီးပဲပေါင်းတင်လာတယ်လေးရဲ့ကဲဒီမှာသူများပြားပေါ်သူ့ကြောနေတယ်ဟာဝိချာအပြားလူတယ်အပြားမလူတယ်နော်လေးပြညင်းပါနေလို့ပါကွာဒီကဲဆက်လာပြီဟဲ့တပတ်ကတော့ပြူတယ်ညတပတ်ကတော့ပြူတယ်ညတချင်လေးဆိုပြူတယ်ညစီရိုတန်နဲ့စုညညပြူတယ်ညကြကြတန်နဲ့စုညညပြူတယ်ညခေါ်လို့တယ်လာလူကြီးနဲ့မရှိတော့လာတေးကြမလို့ကိုကောက်နေတယ်ဟုတ်တေးကြကောက်တေးကြမလို့ဟာနေအောင်ကြည့်တော့ဟုတ်ခေါ်လို့ရတယ်ဒီနေ့ကျလို့ကြလို့ပြူရညစကုန်နေဟာဒါပဲလေပြူရညဘာဖြစ်သွားလဲဘယ်ဦးတီသွားတော့မမေးပါနဲ့ဂယုနာနဲ့မေးတာအဲ့ဒီဂယုနာကြီးကိုထီးတာကဲဒါဆိုရင်ဆက်သွားမယ်ဟဲ့တပတ်ကတော့ပြူရညတပတ်ကတော့ပြူရညတချင်လေးဆိုပြူရညစီရိုတန်နဲ့စုညညပြူရညကြကြတန်နဲ့စုညညပြူရညနပါရေကပွားတင်ညရုံးနဲ့ပဲတွတ်ညကြကြတန်နဲ့စုညညပြူရညစီရိုတန်နဲ့စုညညပြူရညကျွန်တော်လေးကြိုးစားတဲ့ပွဲဟာဝစစ် တ
စာသားနေဝဲအိုက်တင်နဲ့ကြောမယ်စာသားနေအိုက်တင်နဲ့တေသာသူကြောမှာရန်နိုင်လေးကျိုးသာနေတဲ့ကာဝဲစီအောင်ပြီးတော့ပြေဝင်ကြည့်မကြောက်နဲ့ကျွန်တော်ခွေးကမကြိုက်ဘူးလိမ့်ပါလေဘေးကဒီလိုကြောလို့ရသေးလားရတာပါဟာရရင်ကောင်းတယ်လေကြောဟုတ်ကြောပါကောင်းတယ်လေကျိုးတော့ကိုကလူငယ်လေးပဲဟုတ်တယ်ခိုင်းလက်မင်းအသက်ဘလောက်ကွာတာဟုတ်တယ်အဲ့တော့မင်းနာမည်ကကောင်းတယ်โอเคဟုတ်တယ်မလားအဖျားတစ်လုံးနဲ့စွတ်ပြီးတော့အင်္ဂလိပ်လိုကြောလိုက်ဟောအဖျားတစ်လုံးလို့ဆို COW ကောင်းโอเคနွားလေးကျိုးသားနေလုံးနိုင်အောင်မယ်ဘောတယ်ဟောအတိဆုံးမယ်အတိဆိုလိုက်ကောင်းတယ်လေကျိုးသားနေတယ်ကောင်းဝဲတယ်လေအော်ပြီးတော့စေတူနေဘလို့ဝဲဟာရှမ်းတော်လေးနဲ့ကတော့ရှမ်းတော်လေးမိုက်တယ်ကတွေ့ရမလားဘာလို့ဒီနေ့ကလည်းကြောက်ပါလေကိုတို့ကျွန်တော်လည်းကြောက်တယ်ကြောက်ဗျာကျွန်တော်လည်းကြောက်တယ်ဗျာဘိုးဖြူလေးကျိုးသားနေတယ်ကာဝဲစီနေတယ်ပဲအားပေးတာကြည့်တယ်ဘလို့ကြောက်မှာတော့ဒီထုံးရင်လီတိုင်းရတာပဲဟေးမကောင်းနဲ့တော့အန်ဒီဆိုလည်းကြောက်အောင်မယ်ဟာခင်ဗျာကြောက်ဟုတ်ပါတယ်တာတာလေးဘာဖြစ်လဲခင်ဗျာလည်းဗျာခင်ဗျာလည်းတာတို့ကိုအဲ့လေသူများတွေခုနမယ်လေအလုံးနဲ့အရေးစုခေါ်ရတယ်အေးဘယ်တော့ဆွတ်တာဘုရားဆွတ်တာခင်ဗျာဘူးတို့ကြီးကဆွတ်ချင်တာဆွတ်ပါဘူးခင်ဗျာအဲ့တော့ခင်ဗျာနာမည်တာတို့ဆိုတော့တာတစ်လုံးရှေ့ကမတစ်လုံးထဲလာအေးမတ်တာလေးကိုကျွန်တော်လေးကြိုးစားနေတယ်လေလာရလာဝရလာဝဘလို့ကတော့ပါတော့ငါကလမလေးကတော့နီကတော့ပါကြည့်ပါဟဲ့စိတ်ကောက်သွားတယ်သူ့စိတ်ကောက်အောင်မလုပ်နဲ့စိတ်ကောက်တာနဲ့ဝတ်စာဟိုလမ်းလန်စားတာစိတ်ကောက်တာကွာစိတ်မကောက်ပါစိတ်မကောက်ပါနဲ့ကောက်တယ်စိတ်မကောက်ပါနဲ့ကောက်တယ်စိတ်မကောက်ပါနဲ့ကောက်တယ်အပြောင်းနေလားကောက်တယ်စိတ်ကောက်ရတဲ့တိုင်းမှာနော်မကောက်နဲ့ဆိုလေးကိုစိတ်ကောက်တယ်တိုက်ရကွာတိုက်ရဟန်စားလေးဘာဖြစ်နေကြလဲစိတ်ကောက်လေကွာမင်းဦးလေးစိတ်ကောက်တာဦးတော်ပြောလို့မရဒီမှာတွေ့လားစိတ်ကဘယ်သူကောက်မလဲဦးတော်ကောက်ရစိတ်ကောက်ရင်ချော့အချိန်တန်ရင်သူလေးရောက်ရင်တော့တကားလေးခောက်မြင်သူတကရေကုန်လောက်ဟန်ပန်လေးနဲ့ရှောင်းချစ်စရာလေးလို့ပြောရင်ကွာဖနှောင်လေးများဆောင်ဟိတ်ဆက်ဆက်ကျန်းလေးချစ်စရာသူလေးနဲ့လို့ဟာဟုတ်တယ်လေကတက်မနေကောင်းလေလေးလေးကိုညာပြီးခောက်စိတ်ကောင်းမပါဘူးမနေငါထပ်ပြီးစိတ်ကောင်းသွားရပြီဒီလိုထားတော့လည်းခေါက်လိုက်တာလေဟိုဘာလို့စိတ်ကောင်းသွားစိတ်ကောင်းသွားလုံးအဲ့ဒါဆိုရင်စိတ်ကောင်းဒါပြီးတော့ခက်ချော့မယ်နော်ချော့မယ်ဟေးအချိန်တန်ရင်သူလေးရောက်ရင်တော့တကားလေးခောက်နေသူတကားရင်ကုန်လောက်ဟန်ပန်လေးနဲ့ရှောက်
ရင်ကွာအနောင်လေးများဆောင်ဆက်ဆက်ကျဲလေးချစ်စေရသူလေးလေးလို့ဟောဘယ်ရလဲလို့ဆိုဟေးဟေးသူကခံလာဒီလိုဒီရဘာလို့စိတ်ကြီးကောင်းကျွန်တော်မစားရလို့ကျွန်တော်လေးဟာကျွန်တော်လေးလေးကိုချုံရအောင်လို့ချုံရတော့ဟောမစိတ်ကောင်းနေချာတင်းမလေးရှိဟာချာတင်းပါလေချာတင်းမလေးချာတင်းမကြောင်းဟီနောက်မဲကြညာလေဟာဘာလို့တော့ပြောလားမင်းပြောပါနဲ့သူကြားစိတ်ကောင်းနေစိတ်ကောင်းနေသူ့ကိုချောလိုက်ဟောဘာလို့ကောင်းပြောတော့ဗျာဟာဟီးတတ်တော့ပြောစရှိဟာစိတ်ကောင်းလို့ချောတော့အေးမိုးချောတော့မှာဟာကဲစိတ်ဒီလိုက်စိတ်ကောင်းတဲ့ခဲကူရတယောက်လေးပြစ်ထားတယ်ဟာတယောက်လေးပြစ်ထားတယ်ဒီဘာမှမလုပ်တော့ဘူးစိတ်ကောင်းဟုတ်တယ်ခင်ဗျားတို့အဲ့ဒါဝါတယောက်လေးပြစ်ထားလို့မစိတ်ကောင်းဟမ်တယောက်လေးစိတ်ကောင်းတယောက်ပြောနေတာဟမ်အေးဟုတ်အားလေးပြောတယ်ဒီလေးတော့ပတ်တယ်ဘူးလေအဲ့ဆိုလို့ရှိရင်ချက်တိတ်မှလည်းစိတ်ကောက်ဟုတ်ကဲ့ကျွန်တော်တို့ဝိုင်းပြီးအောင်ချုပ်လိုက်အောင်ဟုတ်တယ်ချုပ်မယ်နော်ဟေးဘလို့ဖြစ်တာလဲကွာဒါလေးနဲ့မြကွာဒါလေးပြောလို့စိတ်ကောက်စရာလားကွာရှင်နဲ့ချစ်လို့ချစ်တဲ့ဟာချစ်မှာဒါလေးပြောလို့စိတ်ကောက်စရာလားကွာရှင်နဲ့ချစ်လို့ချစ်တဲ့ဟာချစ်မှာဒါလေးနဲ့မြကွာဘလို့ဖြစ်တာလဲကွာသူဒီတိုင်းကျွန်တော်ချုံလို့အဲ့လိုဆုံးရအဲ့တော့ကဲလူရှင်တော်တွေအားလုံးရီးအောင်လုပ်ပေးနိုင်တဲ့လူကိုဝမ်းတင်မကျွေးနဲ့အာတော်လေကွာအဲ့ဝဲပုံမစားချင်ဘူးဝမ်းနေတာစားတော့ထိုင်မှာကျွေးမှာစားကြိုက်တာမစားကျွေးတကယ်လားဟာရပါရီးအောင်လို့လွယ်လွယ်လေးကြည့်တာခဏလေးသမီးနေကြရီလိုက်ပါသမီးလေးဟာသမီးလေကိုရီးယားမင်းသမီးနဲ့တူတယ်ဘူးလို့လားရီကိုရီလို့ပြောနေကြီးဟဲ့ရီဟာရီမောင်မြင်းကလေးလေးကနောက်ဆုတ်လိုက်ကွာမောင်မြင်းဟာဒီတော့ကြီးရောတယ်ဗျာလေးတော့သုံးကြကြီးကငါကြီးရပါဘူးကြီးကမဟုတ်ဘူးအေးရွေးစီနေရွေးစီဟဲ့ဘာမို့ကျွမ်းကြည့်မမတင်းတင်းကျွမ်းမမတင်းတင်းအေးဒီကောင်ကကြောက်ဆိုဖြစ်ကြဘူးဒီနေ့နောက်ဆိုလိုက်ဘာလဲဘာလဲမရလေဘာလဲရလေဒီတော့ဆိုတော့ဘာလဲလို့လည်းတူလည်းတော့သိမဟုတ်တယ်လေတော်ကြောက်နေပြီခင်ဗျာငါကြောက်နေတာနင်တို့ဒါဆိုသူ့ကိုပြောတော့ချုပ်လို့မရဟုတ်တယ်ဘယ်လိုချုပ်လို့အကုန်လုံးတော့ချုပ်တို့ခရုဆောင်းနဲ့ချုပ်ခရုဆောင်းနဲ့ချုပ်ငါတို့မျက်နှာလေးမှတ်မိနေပြီငါတို့မျက်နှာလေးမှတ်မိနေပြီစိတ်ကောင်းကောင်းတယ်ခြေတော့ထောက်ပြီးဆောင်းသူတို့ပြီးချုပ်လိုက်ဘာလို့ညာလဲတို့တိုင်းရီလိုက်ပါကွာဟာတင်းလုံးနဲ့တို့တိုင်းရီလိုက်ပါကွာလေလေအေးဒီလူတွေဘာလုပ်နေလဲဗျတရောင်းသားတွေရေတံမှုတောင်းနေရလေကြီးပြီဘာလို့လာလာပြီးတော့ကြီးတာအေးဒီမှာကြီးတော့ပြီဆိုတော့ဟေးအချင်းလေးဆိုအောင်ဟေးဟုတ်ပြီ
လို့စိတ်ကောက်စရာလားကွာရင်နဲ့ချစ်လို့ချစ်တဲ့ဟာချစ်မှာဒါလေးပြောလို့စိတ်ကောက်စရာလားကွာရင်နဲ့ချစ်လို့ချစ်တဲ့ဟာချစ်မှာဒါလေးနဲ့မြကွာလို့ပြစ်တာလဲကွာနော်စီစီလာတဲ့ဒါသူ့နာမည်မောက်တော့တိုးတဲ့နော်မတားနော်ဒါပြလက်စင်လဲလီဘလို့ပြနေလဲဘလို့ပြနေလဲအိမ်ခေါ်လာသူပြဆက်ဆက်နေတာပဲသူဆက်ဆက်နေတယ်တို့ပဲမဆက်ဆက်ရတော့ဟုတ်တယ်စမားမီလက်စင်နေတာဘာမှဆက်ဆက်နောက်မှဆက်ဆက်ရော့ဒီသွားသိမ်းပြီးတော့ဆရာမတော့တော့တစ်ပတ်ခလာခဲ့နော်ပါရစမားဟဲ့အာဒီသားလေးတရားလေးကိုအဲ့ဒါပဲကြည့်လေးကြာပါအဲ့ဒါပဲကြည့်တော့ကလေးရဲ့ဒီမှာပြောလေအရန်စော့တာကလေးကလေ3နှစ်တော့မပြည့်သေးဘူးမကလေးပြည့်လာလေဆရာမပေါ်နေမှာလူပြည့်နေတာတော့ကလေးရဲ့ဆန္ဒနဲ့စောပါလေဆန္ဒနဲ့မစောနဲ့ဒီမှာတို့ထားခိုင်းဦးမှာလားဆရာမကြီးအေးရေခွက်လေးတော့ပြန်ထားရမှာပေါ့ကလေးခိုင်းရတော့ဆရာမဘာဖြစ်လို့မလဲကြာရင်ဒီကကျွန်တော်လည်းများသွားလိမ့်မယ်ဆရာမကြီးကိစ္စမျိုးပဲမာကလေးအစော့တန်လို့ပါဟုတ်ကဲ့ဆရာမရောသမီးအဲ့ဒါလေးပြန်ထားလိုက်ပါဦးသမီးလေးရဲ့ဆရာမကြီးစမဟဲ့ဟောဘယ်တော့အိုနေအဲ့လိုပဲမောင်စရုံအိတ်နေတာလေသူပြပြေးလိုက်တာသူမိန်းသားစလိတ်တို့လေးတက်နေတော့မောင်စရုံဆိုអော်လိုက်တာကွယ်ဒီနေ့တို့တိုင်နေတာអော်ရမလားကျိုးသွားလို့မာကလေး
ကစားခွင့်တို့အဲ့ဒါကြောင့်မို့အိမ်မှာစာတင်ဖို့လွတ်ထားတဲ့ဟောမောင်တာရုဆိုကလေးလေးဟောဟင်းစမအဲ့ဒီကောင်လေးကမပြောရင်မစမဘာဖြစ်လို့ကလေးအဲ့ဒီကောင်လေးကအာရီပြောစကောက်နားမထောင်စမဘာဖြစ်လို့နားမထောင်လဲနားမထောင်အခုအိမ်မှာမရှိဘူးလားအိမ်မှာမရှိဘူးစမသူမျိုးကတေချာအပ်ထားတာမတော်ကားလမ်းမှာတက်ပြီးနွားနေတော့ဘယ်နဲ့လုံးနေဟောကားလမ်းပေါ်မှာပြောင်းရတယ်နွားနေတော့တော်တယ်တော်မယ်ကားသမားတွေကသူ့ကိုကလေးဆိုပြီးမြင်တယ်နွားကကလေးဆိုပြီးမြင်တော့တက်နေတော့ဘယ်လိုလုပ်မလဲတကယ်ပြောကုန်ပြောနေမရောက်တော့ဟောမပြန်လာမောင်တော်လို့လာကလေးလားအေးမင်းဆိုသွားတယ်မင်းပွင့်တော့ပြီဘူလာဝင်းတော့ကြီးနေမကျွေးလားဟေးညို့သူကတည်းကမင်းဆရာမရှိအိမ်မှာမနေချင်ဘူးဆရာမဟုတ်လို့အဲ့ဒီကောင်မလေးကလည်းတာဟုတ်ရလားခလေးကိုဘယ်ကောင်လေးမသားလေးဆရာမရှိမှာပြောနေနေကပြောတယ်ပါလေးငါလုံးပြီမယ်ဘာလဲကြာတာထိန်းထားပါနေတော့လောက်ခံနေရတာမသားလေးနေတော့နေဝဲမပြောနဲ့ချမ်းမပြောတယ်ဒါမရောလို့ချမ်းမဒါချမ်းမဒါကလေးလားဘကိုးမန်းကြီးမချင်တော့လားအဲ့ဒါတိတ်ဆုံးမနေနဲ့အဲ့တော့မင်းတို့တွေကိုဆရာမအချိန်စီုံလေးကိုစာတင်ပေးမယ်ဟုတ်ကဲ့ချမ်းမအချိန်ကန်းနေစာတင်မယ်အဲ့တော့ဆရာမဘောမရှိတော့ဘူးဘယ်ရောက်သွားလဲကလေးအဲ့တော့လေးကြိုက်ထားလိုက်တယ်ဟဲ့ကျွန်တော်ကဒူရင်းပြီးမလို့ကောင်းကြိုက်ဆရာမဘောကြိုက်เสียလားစာတင်တဲ့ဘလက်ဘုတ်အဲ့ဒါပြောနေတာဟုတ်ပဲလို့ဘလက်ဘုတ်ပါလေမလုံးချင်ဘူးညက်လေမလုံးချင်ဘူးဘာဖြစ်လဲဆရာမအကျူရှင်နဲ့မတူတော့ဘူတာထဲမှာတောင်းသားတွေရံဖြစ်နေတယ်လို့ဖြစ်နေဆရာမရဲ့အဲ့ရောဆရာမဘောသွားယူလိုက်ဆရာမဘောသွားယူလိုက်ဆရာမစပါဟဲ့မနော်တို့ရေးတိလိုက်ပါအောင်ပြောချင်တယ်အဲ့ဒါပြောတာပေါ့ပြောချင်တယ်အိမ်မှာဘယ်ကလက်ပင်ထားလိုက်မှတ်တယ်ခလေးပဲအဲ့ဒါခလေးနေတဲ့တတိကြီးနဲ့နေနားလေလားအဲ့ဒါခလေးဒါရောလို့ရည်ဒါဘာလဲကျမတတိကြီးอ่ะနေတဲ့တတိကြီးလေအုတ်ထုံမှမသိရင်စင်မှမသိအောင်ဒါရေအုတ်ထုံစစ်ဘာကလေးရေဟိုးသွားကလာတော့လားမောင်တော်လားပြောနေတယ်ဒီဆရာမမပြောထိုင်ရတယ်မမောင်တော်ထိုင်ရတယ်နေရမောင်တော်တို့လားပြောနေရမောင်တော်တို့လားမောင်တော်ထိုင်မောင်တော်တို့ပြီးတော့မောင်တော်တို့ထိုင်မောင်တော်တို့မှထိုင်မောင်တော်တို့မှထိုင်မောင်တော်တို့ရှိရမောင်တော်တို့ထိုင်စမမီးရဘယ်မှာထိုင်မလဲစမမီးရမောင်တော်တို့ရှိရထိုင်ရမယ်မောင်တော်တို့ရှိထိုင်လိုက်ပါဆရာမတူနေဆိုမထိုင်ဘူးလားဟာလေဒီမပြောဘူးဆိုပြီးတော့မပြောတော့ဖက်လို့ရတယ်ရမပြကြနဲ့ရမပြကြတယောက်တယောက်သိနေတတ်ကြမှာပေါ့ဟုတ်ပြီမနေကြမှာပေါ့နေကြပါခိုင်းဟုတ်တယ်ဘာဖြစ်လဲတော့မစနဲ့လေနေရာနဲ့ကိုမစနဲ့နေရာနဲ့ကိုမစစမတူတူလေးလေးစားစမိုင်းမပြောချင်ဘူးအမေမပြင်းနဲ့လို့ပြောနေမပါနဲ့ဘယ်လိုပြင်းနေလဲအဲ့တော့မင်းတို့တွေဆရာမဒီနေ့အင်္ဂလိပ်လိုပြမယ်ဆရာမအင်္ဂလိပ်လိုဆိုတော့စက္ကန့်လေးနဲ့လာတယ်ဟုတ်မလဲကလေးရေခေါင်းဝင်လေးနဲ့ပေါ့ဂျာမအင်္ဂလိပ်လိုမကြောက်နဲ့ဂျပန်လိုကြောက်ပါဂျာမလေဆရာမကအားတော့ကျုံလို့ကြည့်လိုက်တာဟဲ့တက်ကောင်းနေတက်လာဒီတော့အတက်ကောင်းနေတက်နေဟုတ်တော့ဆရာမတော့မသိလို့မဲပါဘူးသူရှင်လားဂျပန်ကပေးတိုင်းလားနေရာခွဲပဲဒီတိုင်းကိုမနေဘူးသားဒါနေရာခွဲမှပြင်မင်းတို့ဒီတိုင်းမှမနေနဲ့နေရာခွဲနေပါပြီတော့နေပါပြီစလိတ်နေနဲ့ထိုးရတယ်ဆာမစင်းနဲ့ဆာမင်းမောင်သားတို့လာမင်းနဲ့ဒီနာဟုတ်လားမင်းနဲ့ဒီနာမှမနေနဲ့နေတဲ့ဒီနာမှမနေနဲ့ဆရာမတွေ့လားဆရာမအော်မျက်လုံးကြီးနဲ့လိုက်ကြည့်နေတယ်ပေါ့ဟာနေဦးတဲ့စိတ်ညာဒီကလေးကိုမျက်လုံးစိတ်နဲ့မကြည့်နဲ့မရိုက်ချင်ဘူးလို့ပြောနေမှာရိုက်ပြီးသွားပြီဆာမလားဟာမီးဟာဒီမှာပြီးခါလေဆရာမတို့အိမ်မှာလည်းဒီလောက်ကျွတ်ပေါ်မလားဆရာမရဲ့မသိပါဘူးပဲပေါ်မတော့ဒီကတော့ထိုင်တော့ပြောပြနေဆရာမတို့ထိုင်နေတယ်ဟိုဆရာမမောင်တော်တို့ဆရာမဒါပါလေကလေးရေအဲ့ဒါကကြီးပါဆရာတော်လို့ရကလေးရေမောင်တာလူရဆရာမဒါပါလေကလေးရေအဲ့ဒါဒါဝင်းပါဆရာမဟုတ်လားဟုတ်တယ်ဆရာမမကလေးစမဒါပါလေကလေးရေအဲ့ဒါရပလပါစမဟုတ်ကြီးမဟုတ်သေးဘူးလေမဟုတ်သေးဘူးလေဆရာ
ရာမတင်တာစကလုံးတစ်လုံးနဲ့တင်နေတာဟုတ်တယ်ရှာတင်ချာပြန်ပြမယ်မောင်တော်တော့ထားပါလေအဲ့ဒါကကြီးလေရှာဝိုင်းဟုတ်တယ်မောင်တာဘူးရစီမဒါပါလေကလေးအဲ့ဒါဒါဝဲတာစီမဟုတ်ရဲ့လားဟုတ်ရဲ့လားဟုတ်တယ်စီမဒါဝဲတာမကလေးဒါပါလေရပ်လက်ပါစမကာကြီးရဲ့ဟုတ်တယ်ပြန်ပြမယ်ဒါပါလေရပ်လက်ပါစမဒါပါလေဒါဝဲလေရှာမဟာလေအဲ့ဒါကကြီးပါစီမဟာကြီးဟာလေရပ်လက်ပါလေဒါဝဲရပါကာကြီးလားကျော်တယ်ဟုတ်တယ်ဒီကိုတွေကတော့တောင်းဗျာရည်ရရွှေနေလို့သွားရပြီဗျာဟုတ်တယ်တိုင်ရွှေနေပေါ့ဟုတ်တယ်ဗျာအဲ့ဒါလေးလည်းကျိုးသားမသားကတယ်ဗျာဟုတ်တယ်မင်းတို့လည်းတော့ကျိုးသားမသားကကြအောင်မယ်ဟုတ်တယ်ဒီလိုချိန်တွေမှာဆိုရင်တော့ကျွန်တော်ကတော့ဟိုသွားကြည့်ရတယ်ဗျာဘယ်သွားကြည့်ရလဲတီးသွားလေအဲ့ဒီသွားဝဲသွားမင်းလိုပဲငါလည်းသတိရတယ်ဘယ်ဟုတ်လဲရေဝဲဟုတ်လားမင်းလားရေဝဲရောက်အိမ်မောကနေချလိုက်တယ်ငါသားလေးသွားသတိရဟုတ်ကဲ့ဘာလို့နေကြတာတော့ဆယ်ရအောင်လို့နေကြတယ်ဆယ်ရအောင်တော့ဂုံရောဘာလို့နေကြတာဘာလို့ဂုံရောမလဲသူဆယ်ရအောင်ငါ့ကိုသိခါကြဟုတ်ဘာလို့လဲငါမှ3တန်းအောင်တော့ तू ကဆယ်ရဆိုတော့ငါလည်း9တန်းများမနေဘူးလားငါ့ကိုသိခါကြဟုတ်တယ်စာဆိုရှိတယ်လေသားသမီးမကောင်းတော့မိဘကောင်းမိဘကောင်းဘာကောင်းတော့ကောက်တဲ့ကောင်းမပြောသားဟုတ်ကဲ့ဦးလေးမင်းသမီးတွေကလည်းကရင်ခန္ဓာလေးလည်းကရင်တို့လူရှင်တော်ကြီးကိုတွေကလည်းပြက်ချင်းခန္ဓာလေးလည်းဟိုမှာပြူတိပြူတိနဲ့ပေးလာကိုတတိယတော့ချင်းနေတတိယတော့ချင်းတွေ့နေတယ်လေကျွန်တော်ဆရာကိုဆရာကျွန်တော်အတွက်အချင်းတူစားလေးတစ်ပုတ်ရေးတာဟာဘာလို့တော့ကျွန်တော်တတ်လို့ပေးတယ်ဘာလို့လဲဒီမှာအကေရမှာဘီးပန်လုံးရှိဟာတနာလားဟဲ့ပြောပြရစမ်းကွာမင်းလို့မေးတာလေငါမသိတာကွာပြရတယ်မသိလားတာနေတာပါဒီချက်ကာကြီးကောက်ရင်ဘယ်နှလုံးရှိလဲနှလုံးနဲ့ရှိဟာဘာလို့ပြောဟာကျွန်တော်ပြောတာကာကြီးကနေအာဒီဘယ်နှလုံးရှိလဲအဲ့ဒီလိုမေးမှာဗောသားလေးကြီး33လုံးရှိအဲ့ဒီ33လုံးနဲ့ကနေပြီကျွန်တော်ဆရာကျွန်တော်ဘီးနှလုံးနဲ့တချင်းတစ်ပုတ်ရှိတယ်မယုံဘူးလားရှင်းတယ်မောင်သားလေးဟာရှင်းတယ်ရှင်းသားကမောင်သားလေးအဲ့မှာခေါင်းလောင်းတာတညနဲ့ပေးစကားလုံးတော့ရှိတယ်ဟာရှိသေးတယ်ဟာတော့ရှိသေးမှရှိသေးတယ်ဒါတော့ပါသေးဆိုပါသေးဘူးဟုတ်ရှေ့တယ်ဒီနေ့မကဲတကယ်ရေးပြီးတာပြည့်တယ်မို့မပြည့်တယ်ဘူးနှလုံးနဲ့လည်းမပြည့်ပါဘူးကွာနှလုံးနဲ့လည်းဘောင်းပြချက်တာပဲဖြစ်အောင်ဟာကဲနှလုံးနဲ့ဆိုရင်နှလုံးနဲ့ဆိုတော်တော်လေးကိုဘူးမှန်ကြီးလေအဲ့ပြလုံးနဲ့တွဲလာဟိတ်ကရုပ်ခံရတာကျွန်တော်ကောင်းပြောနေတာဒါဆိုလို့ရှိရင်ညာကျွန်တော်ရှေ့ကနေဆိုပြဟေးအခုကျွန်တော်ပထမဆုံးဆိုပြီးရက်သွားတဲ့နေရာပထမဆုံးပြည်တလုံးဩရက်ကန်လုံးအဲ့ဒီကဆိုပြမလေးရက်သွားတဲ့နေရာပထမဆုံးလုံးဟုတ်ကဲ့နှလုံးနဲ့ကပထမလုံးပထမလေးတေချာနာတော့တေချာနာတော့ဟုတ်ပြီကောင်းပြောနေတာရုံဦးဆိုလို့ရှိရင်တော့ဆိုပြဟုတ်လားမီးအောင်ဖမ်းမီးအောင်ဖမ်းပါလို့ဟဲ့Gadi kawe gange gadi gadi kawe gange gadi Salong saleng zawe zame zwenya Gadi de tau me dai ngau dai mo Gadi tau mu tasru ta dwe tau chai na nge pa sa pho to pa la chai pa ko ma ya ple ya la wa ta ha လေရောက်ကုန်ပြီလေဟာပါသူဖျဲတာဟဲ့ဒီဦးတဲ့ဟာဆိုတာပါလေဟာဆိုတာမစိတ်လို့ကိုလေးကမငောင်းမေးဟာနော်ဟာတလုံးရဟာတလုံးရလေးလေးပြောမှာသားလေးဆိုတာအရန်မြန်တော့လေးလေးကဘယ်နာကိုလိုက်ဖမ်းတာမသိဘူးလေဟုတ်တယ်ကြီးနေတယ်ထိတ်စားအရန်များဟုတ်တယ်ကလေးကတော့တော့မလဲဘာနဲ့တူလဲဆိုတော့ဖတ်စာအုပ်ကိုလေတိုက်ဆိုကဲဒါဆိုရင်ဟာတင်ရအောင်ဟာတလုံးရပြီလာပြီးတော့နောက်တစ်လုံးကြည့်ဟုတ်ကြည့်မယ်ဟေးဘယ်နာမှာကာကြီးကာဝေးကာငယ်ကာကြီးငါကာကြီးကာဝေးကာငယ်ကာကြီးငါစာတော့စာလေးစာဝဲ
စာခွဲကိုရက်တာဟောမဟာပြေးဖြစ်နေတာပေါ့ အေးမင်းအဲ့လိုဟာပြောတော့မင်းဘွားကွဲပါလိမ့်မယ်ဒါမြတ်ကွာသာဘောလုံးနဲ့ငါများဆိုလိုက်ရတာပဲဟာသာလေးကိုတတိယလို့ခင်သာကြီးကျော်ဈေးသွားပြီးဈေးကြီးတွေကိုဈေးစုံနဲ့ထည့်ပြီးစားချင်အောင်ထဲမှာဝင်စားနေတာဘာဖြစ်လို့လို့ချင်းကုန်မှာဆိုလို့အဲ့လိုရလေဇွတ်ကဲဒါဆိုရင်ကျွန်တော်တို့စလုံးနှလုံးရေးပြီးပါဟုတ်တယ်စလုံးနှလုံးရေးပြီးသွားပြီဆိုရင်ကျွန်တော်နှလုံးပေါင်းပြီးတော့နှလုံးရအချင်းလေးဆိုပဲရုံလားရုံလားဘယ်ရုံလားဘလို့ဆိုပါလဲကျွန်တော်နာမည်ကိုနှလုံးနဲ့ကျွန်တော်ဆိုပြပါဆိုပြကြည့်လားကြည့်တယ်ဟဲ့ကြည့်မယ်ဟိုင်းနဲ့တဟန်ဇာဝေးချာဇာဟိုင်းနဲ့တဟန်ဇာဝေးချာဇာဟန်ဇာဟန်ဇာဟိုင်းနဲ့တဟန်ဇာဝေးချာဇာဟန်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 ဇာChaza, Hanza, Hanza, Aina Tahan, Zawi Chaza, Hanza, 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 Hanza.
要想给爸娘过，难上也会过，要把情对，要把泪对，拼命又变泪对，要想给妈泪对，快多加盐，姑娘那个。ဒီတချင်းလေးကို2005ခုနှစ်ကျွန်တော်စကိုင်းငါရကြီးပြပေါ်တော့ဟုတ်တယ် အဲ့ဒီမှာကျွန်တော်စပြီးတော့ဆောင်းဝရှန်ရေးပြီးတော့ဟုတ်တယ်ကျွန်တော်တချင်းဆိုတယ် ဟုတ်တယ်ဗျာ အဲ့မှာပျော်ပါပြိတ္တတွေကျွန်တော်အတူတူဆိုကြတယ် တို့ကဆိုခဲ့ဟုတ်တယ်ဗျာ အဲ့ဒီမှာအဲ့ဒီကပြီးတော့အမြင်နဲ့ရဲကပြိတ္တကြီးဘဘွားပြိတ္တကြီးမန္တလေးကပြိတ္တကြီး ရန်ကုန်ပြည် ရန်ကုန်ပြိတ္တကြီးအကုန်လုံးနဲ့ကျွန်တော်အတူတူဆိုခဲ့တယ် ဟုတ်ပါဟုတ်တယ် ဒီတချင်းလေးကိုဆောင်းရှင်ပြိတ္တကြီးရတယ်အားလုံးပြီးပြီးသားဖြစ် ဟုတ်တယ် ကျွန်တော်လည်းကျွန်တော်ခွေထဲမှာပြိတ္တကြီးအားလုံးတတိတွေရတယ်ဒီချင်းကိုကျွန်တော်စုံပြ ကောင်းလိုက်တာဟုတ်တယ်ဟုတ်တယ် ကဲစုံနေရောင်ဆောင်ကပညာကိုဒီရေရာဟန်စာရဲ့ပွဲကိုဒီရေရာရောက်ပါချီဒီရေရာရောက်ပါလေတွေဒီရေရာဖြူနေညူပြလေးတွေဒီရေရာရောင်ဆောင်ညမလေးတွေခွဲသွားချရင်ဒီရေရာအခုညလေးကိုဒီရေရာကဲကျွန်တော်တို့မျိုးလေးဆိုအောင်ဗျာ ကြားရတယ်ဗျာ ရောင်စုံကပညာကိုဒီရေရာဟန်စာရဲ့ပွဲကိုဒီရေရာရောက်ပါချီဒီရေရာရောက်ပါလေဒီရေရာဖြူမီညူတလေးဒီရေရာရောင်စုံညမလေးဒီရေရာခွဲသွားကြရင်ဒီရေရာကူညာလေးကိုဒီရေရာပြတ်မဲ့ဆိုတော့စကားလေးတွေချာချင်ပေးမယ်လေအချိန်တည်းအိပ်ပြန်တော့ခွဲရလေရဲ့တီးရခွဲပြတ်မဲ့ဆိုတော့စကားလေးတွေချာချင်ပေးမယ်လေအချိန်တည်းအိပ်ပြန်တော့ခွဲရလေရဲ့တီးရခွဲရောင်စုံကပညာကိုဒီရေရာဟန်စာရဲ့ပွဲကိုဒီရေရာရောက်ပါချီဒီရေရာရောက်ပါလေဒီရေရာဖြူဒီညုတ်ပြလေးတွေဒီရေရာရောင်စုံညမလေးတွေဒီရေရာခွဲသွားချရင်ဒီရေရာအခုညလေးကိုဒီရေရာကဲဇိုင်းဟောရဲတယ်လာပရိသတ်များနဲ့မင်းကိုမိတ်ဆက်ပေးရမယ်ဟုတ်တယ်ဗောဟန်စာလေးဆိုတော့ပရိသတ်များသိသွားပြီနော်ရန်နိုင်လေးဆိုတော့မိတ်ဆက်ပေးရမယ်ပရိသတ်များနဲ့ဟန်စာလေးဆိုအနံ့ပေးရတာအနံ့ပေးရတယ်ဗျာကျွန်တော်တို့မောင်ရန်နိုင်အောင်လေအမျိုးမျိုးနေနေမှာရှိတဲ့ရဲစခန်းကိုအနံ့ပါတယ်သုံးမှာမဟုတ်သွားပါဘူးဒါကားလေးပရိသတ်များကြည့်ဘူးမှာပေါ့နော်ဟန်စာလေးပြုံးဆောင်တဲ့ကားတိုင်းမှာကျွန်တော်တို့ရန်နိုင်လဲပါတယ်ပြောပြလိုက်သူကအဓိကနေရဘယ်နေရာတွေကပြုံးဆောင်လဲဆိုတော့ဒီကလေးက
သရောင်းသားကန်းနေရတရုပ်ဆောင်နော် ကိုနဲ့တန်ရပေါ့ဗျာ ဟာဗောဘဝကြီးပြောနေလို့ဟုတ်တယ်ပြောတာလေဟုတ်တယ်နော်ပြောလို့ရှိရင်သရောင်းသားကန်းလွယ်ပို့မပါဘူးဒါပေမဲ့အဲ့ဒီနေရာမှာတရုပ်ဆောင်တာကြတော့ကျွန်တော်တို့လည်းမော်ရနေဘာဘူးမှမမီဘူးတရုပ်ဆောင်တဲ့ပညာဆိုတာမျက်နှာလေအမူအရာဟုတ်တယ်ဗျာအဲ့ဒါရေးကြည့်တာအဲ့တော့ပေးတယ်မြောက်ခြုံလုံးကြိုက်တုံးလေးမှာချစ်ဖို့ကောင်းတဲ့မျက်နှာချစ်စရာကောင်းတဲ့မျက်နှာလေးပြုတ်ဆောင်ပြလိုက်ပါချစ်စရာကောင်းတဲ့မျက်နှာလေးကြည့်မယ်ဟဲအိုးအေးကြီးနဲ့မင်းကစိတ်ဝင်စားဟိုလည်းဘယ်မှမရရင်ဒုဘနဲ့လာအဲ့ဒါချစ်စရာကောင်းတဲ့မျက်နှာကြာကြတော့ကြောက်စရာကောင်းတဲ့မျက်နှာကြောက်စရာကောင်းတဲ့မျက်နှာဘယ်လိုကြောက်ရမလဲဘယ်လိုကြောက်ည12နာရီတစ်ချက်လောက်မှာသင်္ချိုင်းကုန်းရှိရနေပြတ်လျှောက်သွားလိုက်တော့အဲ့သင်္ချိုင်းကုန်းနဲ့ကတရေ15လောက်ကဒီကိုနောက်ကနေဝိုင်းလာပြီးတော့အုတ်ကူကြီးပေါ်မှာတင်ပြီးတော့မင်းအဟွာကြီးကိုညှိဘယ်ဟာကြီးလဲလေဘင်းကိုညှိမင်းအဟွာကြီးကိုဆွဲဟောဘယ်ဟာကြီးလဲခြေရောက်ကြီးကိုဆွဲအဲ့မှာကိုကလန့်ပြီးတော့ကြောက်သွားတဲ့မျက်နှာနော်ကြောက်သွားတဲ့မျက်နှာကြောက်သွားတဲ့မျက်နှာတရေကလည်းဝဝတရေကဝဝပူပူနော်တရေကဝဝပူပူတွေ့ရမလားကြောက်တာနဲ့မတူဘူး။ဘာနဲ့တူလဲ။ဝင်းချုံနေတဲ့မျက်နှာနဲ့တူတယ်။ဒီကကြတော့ဒေါသဖြစ်တဲ့မျက်နှာလေး။ဘာလို့ဒေါသဖြစ်တာ။ဘာလို့ဒေါသဖြစ်ရမလဲဆိုတော့ကိုစားဖို့ဝယ်လာတဲ့မုံတစ်ခုကိုလမ်းတွဲရနေပြီးတော့ခွေးကဖြတ်လူသွားတော့ခွေးကိုဒေါသဖြစ်သွားတာ။နော်လူသွားတဲ့ခွေးကလည်းဝဝကြီးနော်လူသွားတဲ့ခွေးကလည်းဝဝကြီးခွေးဝဝကြီးခွေးဝဝကြီးခွေးကိုဒေါသဖြစ်မယ်ခွေးကိုဒေါသဖြစ်မယ်ဒေါသဖြစ်မယ်ပေးချာကြည့်ဒေါသဖြစ်တဲ့မျက်နှာဟုတ်ပြီပေးတဲ့မြောက်ဒေါသဖြစ်တဲ့မျက်နှာပေးချာပြလိုက်ဟုတ်ပြီတေချာကြည့်ပါမင်းကဒေါသဖြစ်တာနဲ့မတူဘူးဒါလည်းတူတယ်ဘလူးကိုတံမြာသီးကျွေးထားတယ်လို့ဖြစ်နေတယ်ဟာဒေါသဖြစ်တဲ့မျက်နှာဒေါသဖြစ်ဒီကကြတော့ရှက်ပြုံးလေးပြုံးတဲ့ပြုံးဘာဖြစ်လို့ရှက်တာဘာဖြစ်လို့ရှက်ရမလဲဆိုတော့အလူရင်သွားကန်ဒီမှာအဝေစားတစ်တွေဝစ်လာမယ်အဝေစားတစ်တွေဝစ်လာပြီးတော့လမ်းတော့ပေါ်မှာငပြောပုံကိုတက်နေပြီးတော့နော်ခွေးချီးပုံပေါ်မျက်နှာကြီးဘာလို့ကြာသွားတော့အဲ့မှာရှက်ကလည်းရှက်ပြုံးကလည်းပြုံးနေရှက်ပြုံးလေးဗျာတက်နေတာခွေးချီးပုံပေါ်ခွေးချီးပုံပေါ်ကြာဝါကြီးလောက်ပါအမြောက်သူအဲ့ဒါမှာခွေးချီးပုံမှရှိတာလေဟုတ်ပြီရှက်သွားမယ်စားတစ်လေးနဲ့လမ်းလျှောက်လာမယ်လျှောက်လာမယ်ဟုတ်ပြီရှက်သွားပြီပြုံးမယ်အဲ့ဒါရှက်ပြုံးရှက်ပြုံးမှာဆိုမှငါချောင်းဝင်ဓာတ်လိုက်နေတယ်လို့မင်းအဲ့ဒါရှက်ပြုံးမင်းရှက်ပြုံးကိုတွေ့ဘူးလားရှက်ပြုံးမတွေ့ဘူးဗျာရှက်ပြုံးမတွေ့ဘူးရှက်ပြုံးမတွေ့ဘူးငါ့ကိုသိကြကြည့်ငါတွေ့ဘူးတွေဗျာမြို့ထဲသွားလို့ရှိရင်လေဓာတ်တိုင်နေအောက်မှာစောင့်ပြီးတော့ဘာလဲရှက်ပြုံးကြည့်အဲ့ရနေလမ်းကြည့်ဟေးလာလေဟေးလာမေးချူလိုက်လာလို့သွားနေလားမထူလိုက်ဦးစိန်တို့အားပေးတယ်မိသားစုဒီလိုမျိုးမကောင်းဘူးလားကောင်းလိုက်ဗျာအရမတေဟုတ်တယ်ဘုတ်ခွန်းသိမှာမုံဝင်ဟုတ်ကဲ့ပါရေးစရာဒိုင်တာပပိုးဆောင်စီတင်လိုက်တာဟုတ်ပါရဲ့မိသားကလည်းအားမပေးဘူးလားအားပေးပါဗျာဟုတ်ကျေးဇူးတင်ဖို့ကောင်းတယ်ကျေးဇူးတင်တဲ့မိသားဒုတိယအကျယ်ယောက်ျားပါလားဟန်တာလေးဟုတ်ကဲ့မိသားကဆက်လက်အားပေးတယ်ဟုတ်ကဲ့ဗျာဟုတ်ကျေးဇူးတင်ဖို့ကောင်းတယ်ကျေးဇူးတင်မိသားရှမ်းမလေးအခုလည်းသဘူးထိုက်ကောင်ဟန်တာလေးလို့လားစာရေးကြတိုင်းကြပေါ်ချန်စီနေတာပဲဟုတ်ပါပေါ်ချန်စီပရိသတ်တွေအားပေးအောင်ပါပဲအားပေးလည်းကျေးဇူးတင်ရမှာပေါ့ကျေးဇူးတင်တဲ့ပုဂ္ဂိုလ်တွေပြောရမယ်ဆိုရင်ပြောစကိုင်းကရွှေရွှေပိုးတဲ့တဲကနောင်တော့လည်းကျေးဇူးတင်ရအောင်ဘာလို့ပြောပါလဲကျွန်တော်အခုလူရွှေဝင်နေတဲ့တောင်ရွှေပစိုးတွေကိုအဲ့နောင်တော့တွေပတ်မိုးပေးတာလေရွှေပိုးတဲ့တဲကပတ်မိုးပေးတာကျေးဇူးတင်ရမယ်တောင်ရွှေတွေချုပ်ပေးလို့ကျေးဇူးတင်လကားပြောတယ်ပေါ့ဟုတ်ကဲ့မင်းတို့ပြောကြသေးဆိုလက်စရာတော်ချိုကြီးကိုလည်းကျေးဇူးတင်ရမယ်ဗျာအပေါ်ပိုင်းအင်းကိုသူချုပ်ပေးတာမင်းလည်းဝေစားတယ်သူချုပ်ပေးတာကဲကျေးဇူးအတင်ခံနေတဲ့လူများဝေစားချုပ်ပေးရနော်ပေးကျေးဇူးတင်တယ်ပေါ့ဟာပေါ့အဲ့ဒါပေးမယ်ပေါ့ဟမ်လာမလာလုံးနေတဲ့တကယ်လားတဲ့ဟောမလားတဲ့ဒါပြီးတော့ဟဲ့ဒါငယ်Second guy, a minute guy, and never crazy day. Now
ဘက်ကကုန်းတော့မင်းဘုတ်တက်တာတော့ ကျွန်တော်ဒီမှာကလေကခုံမလို့ပြီးတော့ ဒီမှာပတ်သက်တော့လိုက်ရှာနေတာကွာမင်း ဒီချိန်ရှာရလားဒီချိန်ရှာရလားမင်းတော်တော်ကောင်းတာဝါသနာပါနေဟလား ဘာဟုတ်ကောမှာတော့ ဟုတ်ပါ ကဲလေ တော်တော်ကောင်းတာဝါသနာပါနေ ဒီတစ်ခေါက် အင်း မင်းသမီးလေးနဲ့ကျွန်တော်စုံတွဲက စုံတော့ကမယ် စုံတွဲလေးကဘယ်က ကြည့်မယ် ကြည့်ပါ ခေါ်လိုက်တော့ ကဲဒါပဲ Minute to win with the young like president. Second time, minute time, never president. Now, oh, mala, now, oh, mala, young like president. Now, oh, mala, now, oh, mala, young like president. Minute to win with the young like president. That way.ကြည့်ပြီးတော့လေးသာသူကလည်းကကျင်နေတာအားချနေတာဗျာအဲ့လူကြီးက လေးလေးကကျွန်တော်စုံတွဲလေးကကြည့် ဟုတ်တယ်ကကျင်နေတာ စုံတွဲလေးက အေးလေ မင်းအတွဲသဘောကြလား အတွဲသဘောကြတာ တွဲရင်ကျိုးခုံပေါ့ အဲ့ဒါပဲကိုကြီးရတယ် ကျိုးခုံပိုင်းနဲ့ကျိုးခုံပိုင်းတော့မရဘူးဟုတ်တယ်ဗျာဟုတ်ဗျာသူ့မှာကုန်းဝင်းနေ ဟောဘိုက်ချွဲတာကွာ အထင်မသေးနဲ့နော်သားလေးလေးလေးသားတို့ငယ်တော့မင်းသား ဟာမင်းသား မင်းသားတော်တော်လည်းမင်းသားကျိုးတိုင်းနဲ့အခုလူစတော်ကြီးဖြစ်နေတာ နာမည်ကြီး ကချင် ကချင်တာဟောတူလေး ကချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကစုံဝင် အေးလေ လေးသားတို့တွဲကိုဘုသူ့တွဲခံ ခဏမလို့တော့ရင် အသေးရလည်းကြီးပါပြီအကုန်လုံးလည်းတွဲမယ် တော်တော်လည်းတွဲရမှာနော်ခင်ဗျတော်တော်လည်းတွဲနိုင်လား ဟုတ်အရန်ပိန်လို့မရောက်တော့ဘယ်လိုနဲ့ site တူပါဖြစ်လဲ site တူကလေးလေးရွေးထားပြီးသား ကျွန်တော်ချက်စုံမယ်ဒီလေးနဲ့ကျွန်တော်ကကျွန်တော်စားရအကူကြီးကိုကျွန်တော်ဖလိုက်မယ်ဇာကြီးပြောရမယ်ဇာကြီးနင်းနေလေးကြည့်ပြီတော့အရန်မမြင် ဝဲတူလေးကလည်းထင်သေးနေလိုက်တာ ဒါဆိုမြန်ပြရအောင် မင်းတို့တော့မမြင်နဲ့ပေါ့ဟော အသေးရွယ်ကြီးလား အေးပါအေးပါ ဟေး Minute to win with the young like president. Second time, minute time, never president. Now, oh, mala, now, oh, mala, young like president. Now, oh, mala, now, oh, mala, young like president. Minute to win with the young like president. That way. Hands on the baby, hands on the baby. Then we gonna turn it say, along gonna hands on it. Buy the chile, nice soldier.
မှာကွယ်ရွှေချင်းလေးပဲပြေရမယ်အသွင်ချင်းကတော့ဒီတဲ့ရောက်ရောက်တင်ကြပါကဖော်တယ်မောင်ရွှေကိုင်းကတော့ရွှေပင်မှာကွယ်ရွှေချင်းလေးပဲပြေရမယ်ဟန်စားလေးပါပဲအဲ့တွေကိုနေချနေစေအလုံးကလည်းဟန်စားလေးဘာရတဲ့ချင်းလေးလိုက်ဆိုကြဆောင်းနမိတ်ကပေါင်းချရောတွေ့ချင်းကတော့ဒီတယောက်ယောက်တင်ကြမှာကပေါ်တယ်မောင်ရွှေကိုင်းကတော့ရွှေပြမကွယ်ရွှေချင်းလေးပဲပြေးရမယ်တွေ့ချင်းကတော့ဒီတယောက်ယောက်တင်ကြမှာကပေါ်တယ်မောင်ရွှေကိုင်းကတော့ရွှေပြမကွယ်ရွှေချင်းလေးပဲပြေးရမယ်တိုင်းနာရှိကြအောင်ဆိုင်ရာပေါင်းလို့ဒီဝိုင်းရံကံပြီးဆောက်ရှောက်ကြွားနုပညာလမိုင်းဆိုင်ရာပုဂ္ဂိုလ်ပေါင်းလို့ဒီဝိုင်းရံကံပြီးဆောက်ရှောက်ကြွားမြို့တိုင်းနဲ့ကိုယ်မဲ့မြို့တော်ရှင်ရွာတော်ရှင်ပေါင်းလို့ဒီလဲအနောက်ရှင်ဟန်ကတိုက်တားစီမရှိရစီရန်လေးကျိုးစက်ကြဆရာမနဲ့10ပါးတော့ဘုတော်ပေါင်းနေအဘအောင်မိတော်ကြီးရှိအဝိုင်းရံကံပြီးဆောက်ရှောက်ကူညီစေရမည်အားလည်းနေရဟိုကြားရအောင်နဲ့ဟိုကနေခုနကြားရအောင်နဲ့ကြားရအောင်နဲ့ဘေးရအဲ့တိုင်းပဲထား